ကြံပါသေးတယ်အခုကျမတို့အသက်တာမှာအလိုအဆုံးအရာဖြစ်တယ်နော်တဲ့အသက်တာမှာဘာလိုအပ်နေတယ်လဲဆိုတဲ့အရာဝိညာဉ်အစာဖြစ်ပါတယ်ဒါကြောင့်ကျမတို့နှုတ်ကပတ်တော်ကိုအရင်ဆုံးကြားနာပြီးမှကြံတဲ့နော်တီဆိုချီးမွမ်းကြမဲ့သမီးတွေများနော်ဒီတရားဟောပြီးလို့ရှိရင်နှုတ်ကပတ်တော်ဝင်ငှပြီးလို့ရှိရင်ဆက်ပြီးတော့ချီးမွမ်းကြမှာဖြစ်ပါတယ်နော်ကျေးဇူးပြုဘုရားသခင်ရဲ့ကျေးဇူးတော်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်အခုကျွန်တော်တို့ကျမ်းစာတစ်ပိုက်ဖတ်မယ်ဖတ်ပြီးလို့ရှိရင်ဖတ်ပြီးတဲ့နှုတ်ကပတ်တော်အပေါ်မှာကျွန်တော်တို့ဘုရားခင်ကိုချစ်တဲ့နော်သမီးလေးဝါကနေပြီးတော့မှနော်တရားရှင်ချီးမြှောက်ထားတဲ့အတန်နဲ့အခုဖတ်သွားတဲ့နှုတ်ကပတ်တော်ပေါ်မှာပဲသူဒီနေ့အချင်းအားဖြင့်ချီးမွမ်းတော်မှာဖြစ်ပါတယ်သူချီးမွမ်းတော်ပြီဆိုရင်တော့ကျွန်တော်တစ်ခါပြန်ပြီးတော့မှဝင်ခါမှာဖြစ်ပါတယ်ရှေးဥစွာကျမ်းစာတစ်ပိုက်ကိုနားထောင်ရအောင်ယောမဩဝါဒစာအခန်းကြီး1အငယ်19ကနေပြီးတော့မှ23အထိကျွန်တော်အနေငယ်ဖတ်ပါမယ်ယောမဩဝါဒစာအခန်းကြီး1အငယ်19ကနေ23အဘယ်ကြောင့်ဤဟုမူကားတည့်ရသောဖျားသခင်၏အကြောင်းအရာတို့သည်သူတို့တွင်ထင်ရှားလျက်ရှိ၏ဖျားသခင်သည်သူတို့အားပြတော်မူ၏အဘယ်သို့ဤဟုမူကားဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့်ထာဝရတကူတော်နှင့်ထာဝရအဖြစ်တော်ဒီဟုသောမျက်မြင်မရသောဘုရားသခင်၏အရာတို့သည်ကဘာတီသည့်ကာလမှစ၍ထင်ရှားလျက်ရှိကြ၏ထို့ကြောင့်သူတို့သည်ကိုယ်အပြစ်ကိုမဖုံးနိုင်ရာအကြောင်းမူကားထိုသူတို့သည်ဘုရားသခင်ကိုသိလျက်ပင်ဘုရားသခင်ကိုချီးမွမ်းသင့်သည့်အတိုင်းမချီးမွမ်းကျေးဇူးတော်ကိုလည်းမသိမမှတ်အချင်းဤတွေးဆခြင်းတတိမရှိသောစိတ်နှလုံးမိုင်မဲခြင်းသို့ရောက်ကြ၏ပညာရှိရောင်ဆောင်လျက်နှင့်လူမိုက်အရာ၌တည်ကြသည်ဖြစ်၍မဖောက်ပြန်မပြည့်စည်နိုင်သောဘုရားသခင်ဂုဏ်တော်ကိုပယ်လျက်ဖောက်ပြန်ပြည့်စည်တတ်သောလူဤရုပ်ထုသားငှက်အစရှိသောတွားတတ်သောတိရစ္ဆာန်ဤရုပ်ထုတို့ကိုဘုရားသခင်အရာ၌ချီးမြှောက်ကြ၏အခုဖတ်သွားတဲ့နှုတ်ကပတ်တော်ပေါ်မှာဘုရားသခင်ကောင်းကြီးပါစေ။သမီးအပြင်အချင်းအပြင်ချီးမွမ်းမဲ့အစီအစဉ်ကိုဖိတ်ခေါ်ပါတယ်။ Fancy လူသူလူတိုင်းတွေအချိန်တန်လေးတိုင်း
ဆိုသွားတဲ့ဒီမိလေးလေးပါကိုဘုရားသခင်ကောင်းကြီးပါစေခုနကျွန်တော်ဖတ်သွားတဲ့တမန်ကျမ်းစာဆိုရင်တိအပ်သောဘုရားသခင်အကြောင်းအရာတို့သည်တဲ့လူတို့တွေထင်ရှားတာရှိတယ်လို့ခုနဖတ်သွားပြီးဒီချင်းဟာလည်းပြောပါတယ်ဘုရားသခင်ဖန်ဆင်းထားတဲ့အရာတွေကြည်ချင်းအဖြစ်ဘုရားသခင်လက်ရာတွေကိုကြည်ချင်းအဖြစ်ဘုရားသခင်ရှိတယ်ဆိုတာလူတိုင်းသိအပ်တယ်တဲ့ဒါပေမဲ့ကျွန်တော်လူတွေဒီနေ့သိပါတယ်ဘုရားသခင်ရှိတယ်ဆိုတာကိုသိတဲ့သူရှိတယ်လို့ဘုရားရှိတယ်ဆိုတဲ့သူလည်းတော့ကျွန်တော်ပြောချင်ပါတယ်ဘုရားရှိတဲ့သူသိတာရှိတယ်လို့ဘုရားသခင်ရှိတယ်ဆိုတာလည်းသိတာရှိတယ်သိချင်းတစ်မျိုးတွေ့ရတယ်ဘုရားရှိတယ်လို့ဘုရားသခင်ရှိတယ်ရှင်းရတော့တူတယ်နော်ဘုရားနဲ့ဘုရားသခင်နဲ့မတူညီပါဘူးဘုရားဆိုတာကအများကြီးတွေ့ရတယ်ဘုရားသခင်ဆိုတာတဆူတည်းရှိတယ်တဆူတည်းရှိတဲ့ဘုရားကိုပါဠိလိုကျွန်တော်တို့ဧကောဗုဒ္ဓလို့ခေါ်ပါတယ်အဲကြောင့်ဘုရားသခင်ကိုသိအပ်တဲ့အကြောင်းအရာကိုပဲကျွန်တော်ဒီနေ့ကျမ်းစာဖတ်သွားတာဖြစ်ပါတယ်အဲကြောင့်ဘုရားသခင်ဒီဟောဒီကဘာမတီးမရှိမီကပထမအုပ်ဆုံးသောရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲကြောင့်ဘုရားနဲ့ဘုရားသခင်နဲ့မတူဘူးလို့ကျွန်တော်ကပြောလို့ရှိရင်ဘုရားအတူတူပါပဲကွာလို့ဒီနေ့ပြောတဲ့သူရှိကောင်းရှိလိမ့်မယ်ဘုရားတူပါတယ်မှန်ပါတယ်ဘုရားသခင်ကတော့မတူဘူးမတူတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ဘုရားရှိခိုးကြတဲ့အခါမှာတပ်ပြင်ညုဒအလုံးစုံဂုံတော်အနန္တနဲ့ပြည့်စုံတော်မူထသောအတုလံအတုမရှိသောအစိန်တွေကအပမေယမြတ်စွာဘုရားလို့ကျွန်တော်ရှိခိုးကြတယ်တူနိုင်မွေမရသောဘုရားသည်တဆူတည်းရှိတယ်တဆူတည်းဆိုတဲ့အဓိပ္ပာယ်ကပါဠိလိုဧကောတဆူဒီဗုဒ္ဓဘုရားဧကောဗုဒ္ဓတဆူဒီသောဘုရားသည်ဒီနေ့ထာဝရဘုရားဖြစ်တယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်အဲကြောင့်တချို့ကဒီထာဝရဘုရားကိုခရစ်ယာန်ဘုရားလို့အဲ့လိုပဲနားလည်ကြတယ်ထာဝရဘုရားခရစ်ယာန်ဘုရားကြီးမဟုတ်ပါဘူးထာဝရဆိုတဲ့စကားလုံးဒီပါဠိစကားအားဖြင့်နေဆာလို့ခေါ်ပါတယ်နေဆာကိုအနက်ပြန်မယ်ဆိုရင်တည်မြဲတဲ့အရာဖြစ်သောကြောင့်ဒီနေ့တည်မြဲသောအရာလို့ပဲကျွန်တော်တို့ခေါ်လို့ရပါတယ်တည်မြဲသောအရာကိုမှထာဝရလို့ခေါ်ကြတယ်အဲ့ဒီနောက်မှာနာမည်တစ်လုံးကြီးတက်လိုက်မယ်နေဆာရဲ့နောက်မှာနာမည်တက်ရင်ဒါနေဆာဘုရားပေါ့တည်မြဲတဲ့အရာရဲ့နောက်မှာနာမည်တက်ရင်ဒါတည်မြဲသောဘုရားတည်မြဲတဲ့အရာကိုထာဝရလို့ခေါ်သောကြောင့်ဒီထဲမှာထာဝရဘုရားလို့ဒီနေ့နာမည်တက်ထားပါတယ်ထာဝရဘုရားဤတမန်ကျမ်းစာလို့ပါပါတယ်ခရိယံဘုရားလို့လုံးဝမတွေ့ရပါဘူးအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာဒီခရိယံဘုရားအကြောင်းမဟုတ်ဘူးခရစ်စမတ်ပွဲလုပ်တဲ့အခါမှာခရိယံနေလုပ်တဲ့ပွဲပဲဒါဘာသာရေးနဲ့ပတ်သက်တဲ့ပွဲပဲလို့ထင်ကောင်းထင်လိမ့်မယ်ဒီနေ့ဘာသာရေးပွဲမဟုတ်ဘူးဗျဘာသာတရားပွဲမဟုတ်ဘူးလူတိုင်းနဲ့ဆိုင်တဲ့တဆူတဲ့ရှိတဲ့ဧကောဗုဒ္ဓဘုရားဤမွေးနေ့တော်ပွဲဖြစ်ပါတယ်ကျွန်တော်ဒီစကားကိုပြောတဲ့အခါမှာတချို့ကခရိယန်နေနဲ့ပတ်သက်ပြီးတော့မှခရိယန်ပွဲလို့ခံယူထားတဲ့သူများကနားကြားတဲ့အခါမှာတမျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်တကယ်တမ်းကခရိယန်နဲ့မဟုတ်ဘူးကျွန်တော်ကျမတို့အားလုံးနဲ့ဆိုင်တယ်လူသားတိုင်းနဲ့ဆိုင်တဲ့ပွဲဖြစ်ပါတယ်ဒီလောကကြီးကိုဘုရားရှင်စီဖြစ်တဲ့သခင်ယေရှုခရစ်တော်သည်ဟောဒီလောကကြီးကိုဘာကြောင့်လာရသလဲဆိုတဲ့အကြောင်းရင်းကိုကျွန်တော်တို့မပြောခင်မှာကျွန်တော်တို့ကျမတို့နဲ့ဆိုင်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာကိုရှင်းဥစွာကျွန်တော်ပဏာမအားဖြင့်စကားခံခြင်းပါတယ်ဘုရားသခင်ရှိတယ်ဆိုတာကိုဘယ်အရာကိုကြည့်သိနိုင်တယ်လဲဆိုတော့တဲ့ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့်ထာဝရဘုရားသခင်ရှိတယ်ဆိုတာသိနိုင်တယ်အခုဖန်ဆင်းတဲ့အရာတွေကြည့်ပါဟောဒီကဘာကြီးမှာနော်နေကြီးကသူ့ဘာသူဘွားကလေးမပေါ်လာဘူးဗျလာကြီးကလည်းမပေါ်လာဘူးမိုးကောင်းကြီးကလည်းသူ့ဘာသူမဖြစ်လာဘူးဟိုတောင်ကြီးကလည်းသူ့ဘာသူပေါ်မလာဘူးတစ်ပင်တွေကလည်းသူ့ဘာသူဖြိုးကလေးမထွက်လာဘူးအဲ့ဒီအရာတွေကိုလှုပ်တဲ့သူရှိတယ်အဲ့ဒီလှုပ်တဲ့အရှင်ကဘယ်သူများဖြစ်နိုင်တယ်လဲကျွန်တော်စဉ်းစားရအောင်ဖယားကလှုပ်ထားတာတော့မဟုတ်ဘူးနော်အဲ့ဒီဖယားတွေအားလုံးရဲ့သခင်ဆိုတဲ့ဖယားသခင်ကလှုပ်ဆောင်ထားတယ်ဆိုတာကိုတမန်ကျမ်းစာအားဖြင့်ကျွန်တော်နားလည်ရတယ်ဒါကြောင့်ဖယားနဲ့ဖယားသခင်နဲ့မတူပါဘူးဖယားသခင်ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏လို့ကျမ်းစာထဲမှာပြောတယ်ဖယားကဖန်ဆင်းတယ်လို့မပါဘူးနော်ဖယားတွေအားလုံးရဲ့သခင်ကကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတယ်လို့ကျွန်တော်ကျမတို့ကလည်းဖန်ဆင်းတဲ့အရှင်ဖြစ်တယ်ဆိုတာကိုတမန်ကျမ်းစာအားဖြင့်နားလည်ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကလူတိုင်းနဲ့ဆိုင်တဲ့ဖယားသခင်ဒီတဆူတည်းရှိတယ်လို့ကျွန်တော်ဒီနေ့စကားခံနေပါတယ်ဖယားကတော့အများကြီးရှိပါတယ်ကျမ်းစာထဲမှာကောင်းကင်အောင်မြေကြီးပေါ်မှာတဲ့ဖယားဟူ၍ခေါ်ဝေါ်သမုတ်တော်သူအများကြီးရှိတယ်တဲ့မှန်ပါတယ်ဖယားလို့ခေါ်ကြတဲ့သမုတ်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ထဲမှာဖယားသခင်ဆိုတာတဆူတည်းရှိတယ်လို့ပြောပြန်ရောဖယားနဲ့ဖယားသခင်နဲ့မတူပါဘူးမတူတဲ့အတွက်ကြောင့်ဒီနေ့တူနိုင်ဝယ်မရတဲ့အစိန်တွေကမကြံစီအပ်သောအရာတဲ့ပါဠိစကား
အပမေယမနိုင်ရှင်အပ်သောအရာတဲ့မကြံစီအပ်မနိုင်ရှင်အပ်သောဖယားသည်တဆူတဲ့ရှိတဲ့ဧကောဗုဒ္ဓဖယားဖြစ်ပါတယ်အဲ့ဒီဖယားသည်လူတိုင်းနဲ့ဆိုင်သောဖယားဖြစ်သောကြောင့်ယနေ့ဟောဒီလောကကြီးကိုသူကိုယ်တိုင်ကြွလာပြီးတော့မှကျွန်တော်တို့အတွင်းထဲကအသက်ဝိညာဉ်ကိုပေးထားတဲ့ဖယားသခင်သည်အပယံငရဲကိုမလားဖို့ရအတွက်သူကိုယ်တိုင်သားတော်ယေရှုကိုလောကကြီးကိုစီလွတ်ပြီးတော့မှကျမတို့ကယ်ဖို့အတွက်ဒီအလွတ်ချင်းခံရတဲ့အချိန်ဟာဒီနေ့ခရစ်စမတ်အချိန်ကာလဖြစ်ပါတယ်။ခရစ်စမတ်ပွဲဆိုတာကခရစ်ယာန်ပွဲမဟုတ်ပါဘူး။ကျမတို့ရဲ့အသက်ဝိညာဉ်ကိုငရဲကိုမကြဖို့ရအတွက်လူစားတိအဖြစ်ခံယူပြီးတော့မှလာပြီးတော့မှကယ်ဖို့ရအတွက်လာတဲ့အချိန်ခါသမယကိုဒီနေ့ခရစ်စမတ်ပွဲလို့ကျွန်တော်တို့ပွဲကြီးကျင်းပပါတယ်။နောက်တနည်းအားဖြင့်မွေးနေ့ပွဲလို့ကျွန်တော်တို့ပြောကြတယ်။နောက်မွေးနေ့တော်ပွဲပါဒီနေ့မွေးနေ့ပွဲလုပ်တယ်ဆိုတာစဉ်းစားကြည့်အောင်သေတဲ့သူတွေကိုတော့ဘယ်သူမှမွေးနေ့ပွဲလုပ်ပြီးတယ်ဆိုတော့ကျွန်တော်မကြားဘူးဗျ။မွေးနေ့ပွဲလေးရောက်ဟေးသူကတော့တည်သွားပြီလေတည်တဲ့သူမွေးနေ့ပွဲလုပ်လို့ဘယ်လိုလုပ်ရမလဲ။တည်တဲ့သူမလုပ်ပါဘူး။ရှင်တဲ့သူတွေဟာဒီနေ့မွေးနေ့ပွဲလုပ်တယ်ဆိုတာတွေ့ရတယ်။အသက်ရှင်တော်မူသောဖခင်ဖြစ်သောကြောင့်ဒီသခင်ယေရှုခရစ်တော်ဘုရားသည်အသက်ရှင်တော်မူသောဘုရားဖြစ်သောကြောင့်သူ့ကိုဒီနေ့ရှင်တဲ့အတိမတ်အနေနဲ့နော်အတိမတ်ပြုတဲ့အနေနဲ့အသက်ရှင်တဲ့ဘုရားရဲ့မွေးနေ့ပွဲကြီးကျွန်တော်ကျင်းပနေတာဖြစ်တယ်။ဒါကြောင့်အသက်ရှင်တော်မူသောဘုရားသည်ယနေ့အထိတိုင်အောင်မွေးနေ့ပွဲတွေနှစ်တိုင်းလုပ်ပြီးနေတယ်။နောက်လဲလုပ်ဦးမှာပဲ။နှစ်ပေါင်းများစွာကလည်းလုပ်ခဲ့ပြီးပြီ။ယခုလည်းလုပ်နေသေးပဲ။နောက်လဲလုပ်ဦးမှာပဲ။မနေ့ယနေ့နောင်ကာလအစဉ်အမြဲမပြောင်းလဲဘူး။ဘယ်တော့မှသေးတာမဟုတ်ဘူး။ဒီနေ့ယေရှုခရစ်တော်ဘုရားသည်မတည်တဲ့အကြောင်းကိုလည်းကျွန်တော်နောက်ပိုင်းမှာဆက်ပြောသွားပေးမယ်။ဒါကြောင့်ကျွန်တော်အထူးသဖြင့်ပြောချင်တာကဖန်ဆင်းတဲ့အရာတွေကြည့်မယ်ဆိုရင်တဲ့တဘာဝအလျောက်ဖြစ်တာတခုမှမရှိဘူး။ကျွန်တော်ဒီအင်ကြီးကိုမိုးပေါ်ကကြာလာလို့ကျွန်တော်ကောက်ဝစ်ထားတယ်လို့ပြောရင်ဘယ်သူမှယုံမှာမဟုတ်ဘူး။လှုပ်တော်သူရှိတယ်အဲ့ဒါဘယ်သူလှုပ်တယ်လဲ။လှုပ်တဲ့သူကိုကျွန်တော်ရှာရမယ်။ဟာဒီမန္တကြီးကလည်းသူ့ဘာသူဒီနေရာမှာလာပြီးတော့မှတည်နေတယ်လို့ကျွန်တော်တို့ပြောရင်တော့နော်ပြောတဲ့သူအယူလိုပဲဖြစ်မှာပဲဒါဘယ်သူလှုပ်တယ်လဲ။လှုပ်တဲ့သူရှိတယ်။အဲ့ဒီလှုပ်တဲ့သူဒီနေ့ကျွန်တော်ရှာတတ်ဖို့လိုတယ်။ထုံလေး၎င်းမဲ့မိတ်ဆွေများဟောဒီကဘာကြီးကိုဘယ်သူလှုပ်တယ်လဲ။လောကမှာဖရားတွေများစွာရှိတယ်။ဘယ်ဖရားကဒီကဘာကြီးကိုပြုတ်လုပ်တယ်လဲကဘာကြီးကိုပြုတ်လုပ်ထားတဲ့အတွင်းထဲမှာနေပြီးတော့မှဖယားဆိုတဲ့နာမည်ကြီးကိုတက်ပြီးတော့မှသူ့ကိုယ်သူဖယားလို့ယာထုယူလို့မရပါဘူးသူဒီနေ့ကြီးမားလာတဲ့ကဘာကြီးကိုမလုပ်နိုင်မဲနဲ့သူကိုယ်တိုင်ကဖယားလို့ဒီကြီးမားတဲ့နာမည်ကြီးကိုတက်ထားတယ်ဆိုရင်တော့ကျွန်တော်စဉ်းစားရအောင်ဒါကြောင့်ဖယားနဲ့ဖယားသခင်ဆိုတာနှစ်မျိုးရှိတယ်ဖယားသခင်ဒီဟောဒီကဘာကြီးကိုဖန်ဆင်းတယ်ကဘာကြီးကိုဖန်ဆင်းတယ်လို့ကျွန်တော်ကျမတို့ကိုလည်းဖန်ဆင်းသောအရှင်ဖြစ်ပါတယ်ကြောင့်လူတိုင်းအတွင်းထဲမှာနာဝိညာဉ်ဆိုတာရှိတယ်။နာဆိုတာပါဠိလိုမမြင်ရတော့ကြ။ဝိဆိုတာအထုဉာဏ်ဆိုတာသိခြင်းမမြင်နိုင်တဲ့အထုသိခြင်းဒီကျွန်တော်ကျမတို့အားလုံးအထဲမှာရှိတယ်။အဲ့ဒီအတွင်းထဲမှာရှိတဲ့နာဝိညာဉ်ဒီဘယ်ကလာတယ်လဲ။ဒီမိကွန်းလေးကိုကျွန်တော်စဉ်းစားရအောင်။ခုမိတ်ဆွေများဓမ္မမိတ်ဆွေများအားလုံးကနာဝိညာဉ်ရှိတယ်နော်။နာဝိညာဉ်ရှိလို့ကျွန်တော်ဒီနေ့အသက်ရှင်နေရတယ်။အဲ့ဒီအတွင်းထဲကနာဝိညာဉ်လေးဘယ်ကလာတယ်။အားဆရာကြီးဒါကတော့ဘယ်ခက်မလဲ။ပြောတတ်တာပေါ့အမေဖေမွေးလို့ကျွန်တော်လူဖြစ်လာတာလူဖြစ်တဲ့အခါနာဝိညာဉ်ရှိတာပေါ့လို့တော့ဒီအခြားပိုင်းလေးဖြတ်ပြီးတော့မှပြောကောင်းပြောပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီအဖေမေဘယ်သူဘယ်ကလာတယ်လဲဘယ်သူကမွေးတာလဲဒါလည်းမခက်ဘူးအဖိုးအဖွားကပေါ့ဒါဆိုရင်အဲ့ဒီဘိုးဘေးတွေကဘယ်သူမွေးတယ်လဲဘိုးဘေးတွေနောက်လိုက်ကြည့်အောင်ပထမဆုံးလူဆိုတဲ့အမျိုးအစားတွေ့ကိုတွေ့ရမယ်အဲ့ဒီလူဘယ်ကလာတယ်လဲကျွန်တော်စဉ်းစားမိကြရလားကျွန်တော်ကတော့ကျွန်တော်အဖေကဥဖိုးဖြူအဖေရဲ့အဖေကဥတာဆင့်ဒါတော့သိတယ်အဖိုးတော့သိတယ်ဗျအဖိုးရဲ့အဖေဘေးကြတော့ကျွန်တော်မသိတော့ဘူးဘီဆိုရင်ပို့ဆိုးတဲ့ဘင်းဆိုရင်ဝေးရောဘိုးဘေးဘီဘင်းနောက်ဆုံးလူရှိရမယ်အဲ့ဒီလူဟာဘယ်ခါလာတယ်လဲတမန်ကျမ်းစာမှာဖြစ်ရှိပါတယ်ထာဝရအရှင်ဖယားသခင်သည်တဲ့လူကိုတဲ့မြေမုတ်ဖြစ်ဖန်ဆင်းပါတယ်အယုတ်တဏ္ဍာကြီးဖြစ်နေတဲ့အခါမှာအသက်ဝိညာဉ်မရှိခင်မှာဖယားသခင်ရဲ့ဝိညာဉ်ကိုခွဲပြီးတော့မှအဲ့ဒီလူရဲ့မြေမော့အယုတ်ကြီးရဲ့နှာခေါင်းထဲကိုဖူးဆိုမှုတ်သွင်းလိုက်တော့ကြောင်းတဲ့အသက်ရောဝိညာဉ်ရောလေရောသုံးဝင်လာတယ်အဲ့ဒီသုံးခုဟာလူထဲမှာဝင်လာတယ်အဲ့ဒီလူယုတ်ကြီးကအသက်ရှင်ပြီးတော့မှထလာတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးကိုအာဒံလို့ဘုရားသခင်ကနာမည်ပေးတယ်အာဒံဧဝဆိုတာကြားဘူးပါတယ်အဲ့တော့အဲ့ဒီအာဒံကြီးရဲ့နာယိုးတစ်ချောင်းကိုထုတ်ပြီးတော့မှလူမိန်းမဧဝဆိုတာဖန်ဆင်းလိုက်တယ်ယောက်ျားနဲ့မိန်းမနော်ဒီနှစ်ဦးပေါ်လာတယ်အဲ့ဒီနှစ်ဦးဟာသူတို့ချင်းပေါင်းဖော်ပြီးတော့မှကျွန်တော်တကဘာလို့မွေးဖွားလိုက်ကြတာအခုကျွန်တော်ကျမတို့ဖြစ်လာကြတယ်ဒါလူရဲ့အစာဖြစ်တယ်ကဘာဦးရဲ့ဖခင်ကအာဒံဖြစ်တယ်လို့ကဘာဦးရဲ့မိခင်ကဧဝဖြစ်တယ်အဲ့ဒါကြောင့်အဖရဲ့အယိုးတွေကနေအမိထွက်လာတယ်
အမေအယိုးဒီအဖစီကလာတော့ကြောင့်မိယိုးဖလာဆင်းသက်ပြီးတော့ကျွန်တော်လူတွေဖြစ်လာကြတယ်ဆိုတာကိုတမန်ကျမ်းစာအပြင်နားလည်ရတယ်အခုမိယိုးဖလာတော့သိကြတယ်ဘယ်ကလာမှမသိဘူးနော်မိယိုးဖလာတော့ပြောနေကြတာပဲသုံးနေကြတာပဲဒီစကားဘယ်ကမိယိုးဖလာဖြစ်လာတာလဲမိယိုးဖလာရဲ့အစဘယ်မှာလဲဘယ်မှာရှာလို့တွေ့မလဲဘာသာတရားကျမ်းစာတွေရှာလို့မတွေ့ဘူးတမန်တရားကျမ်းစာမှာပဲတွေ့တယ်တမန်တရားကဘာသာတရားနဲ့မတူဘူးဘာသာတရားကလူကရေးတာတမန်တရားကဘုရားသခင်ရေးတာဖြစ်တယ်ဒီနေ့ဒီစာအုပ်ကိုလူကရေးတယ်လို့တချို့ထင်ကောင်းထင်မယ်နော်စလုံးဖြစ်အောင်ကတော့လူကဖော်တာဖြစ်ပါတယ်စာရွက်တွေကနော်ဒီနေ့လူကဖော်တယ်စလုံးဖြစ်အောင်လူကဖော်ပါတယ်ဒါပေမဲ့အတွင်းထဲကအတိတ်ပဲနော်ဒီနေ့ဟောဟာရတွေရည်ရွယ်ချက်တွေအကြံစီတွေအဲ့ဒီအရာတွေအားလုံးဟာလူကလုပ်တာမဟုတ်ဘူးဘုရားသခင်ကိုယ်တော်တိုင်ဟာတဲ့နော်ကျွန်တော်တို့ဟိုးနှစ်ပေါင်း9000ကျော်ကနေပြန်ကြည့်မယ်ဆိုရင်တဲ့ပြည့်တတ်တော့10ပါးတချို့တော့ရုပ်ရှင်ကားတွေကြည်ကောင်းနော်ကြည့်ရင်ကြည့်မိပါလိမ့်မယ်ကြောက်ပြားကြီးရှိပါတယ်အဲ့ဒီကြောက်ပြားကြီးကိုတဲ့ဘုရားသခင်ရဲ့လက်ညှိုးတော်ကနေပြီးတော့မှမီးထွက်လာပြီးတော့မှတခါတည်းဘုရားလက်ညှိုးတော်နဲ့ရေးလိုက်တာအဲ့ဒီတမန်ကျမ်းစာဖြစ်ပါတယ်လူကရေးတာမဟုတ်ဘူးကြောက်ပြားခက်ကနေတဖြည်းဖြည်းနဲ့ပဲရောက်လာလဲဆိုတော့တရေပြားတွေရောက်လာတယ်နောက်ဆုံးပီဇာတွေပေါ်မှာတင်လာတယ်နောက်ဆုံးစာရွက်အချမ်းကြီးတွေနဲ့ပေါ်လာတယ်နော်အချောတွေနဲ့ပေါ်လာတယ်အခုဆိုရင်ဒီနေ့ဒီကျမ်းစာအုပ်တွေမကဘူးဗျအခုကဏ္ဍတွက်ဆက်လို့နော်ဒီခလုံးနှိပ်လိုက်တာနဲ့ကွန်ပျူတာနဲ့ပေါ်လာတဲ့ဓမ္မသစ်ဓမ္မဟောင်းဆိုတဲ့ကျမ်းစာအုပ်တော်ပေါ်နေပြီကျွန်တော်မြန်မာပြည်တော့မရောက်သေးဘူးဒီတမန်ကျမ်းစာမူကြီးဘယ်တော့မှမပြောင်းဘူးကဘာကြီးမှာရှိသမျှဒီနေ့ပုံကိုယ်တွေအားလုံးဒီတဲ့ဟောဒီတမန်ကျမ်းစာကိုဒီနေ့ဘယ်လောက်ထိဝန်ခံကြတယ်ဆိုတော့သိပ္ပံပညာရှင်များကဝန်ခံချက်ကိုကျွန်တော်ပြောပြချင်တယ်သိပ္ပံပညာရှင်တို့ကလက်တွေ့သမားမြေရှိုးမိုးပြနိုင်တယ်လက်တွေ့လောက်ဆောင်နိုင်တဲ့ပုံကိုယ်တွေဖြစ်တယ်အဲ့ဒါကြောင့်သူတို့ကဒီနေ့ဘုရားသခင်နှုတ်ကပတ်တော်ကိုမယုံဘူးအဲ့ဒါကိုလည်းသိပြီးတော့မှဂယုလည်းမဆိုင်ဘူးဒါပေမဲ့ဒီနေ့ကျတော့သူတို့စဉ်းစားတယ်သူတို့မတတ်နိုင်တဲ့အရာသူတို့မလောက်ဆောင်နိုင်တဲ့အရာတွေဒီနေ့အောင်းအိုးဝေရသူတို့မျက်စိရှေ့မှာဖြစ်သွားတာတွေတွေ့ရတဲ့ခါကျတော့ဟာဒီနေ့ဒီကျမ်းစာကတော့ထူးခြားတယ်သူတို့စဉ်းစားလာတယ်ဥပမာသေတဲ့သူတယောက်ကိုဆေးတစ်ချောင်းထိုးလိုက်လို့ရှင်လာတယ်ဆိုတာမရှိဘူးသေတဲ့သူတယောက်ကိုဆေးထိုးရင်ရှင်လာတယ်ဆိုတာမရှိဘူးနော်တော့မအိုးအောင်မနာအောင်မသိအောင်ဆိုတဲ့ဆေးလည်းမပေါ်သေးဘူး။အိုခြင်းနာခြင်းသိခြင်းဆိုတဲ့တရားတွေကဒီနေ့သူတို့ဘလို့မှလုပ်လို့မရဘူး။အဲ့တော့သူတို့စဉ်းစားတယ်။ဒါကတော့တော်တော်ခက်ခဲနေတယ်။မတို့သိပ္ပံပညာရှင်တွေတီထွင်လို့လည်းမရဘူး။မတို့ကိုယ်တိုင်လည်းတနည်းသိကြရမယ်။ဒါဆိုရင်သိပြီးသားလူကိုရှင်လာအောင်ဒီနေ့သူတို့လုပ်လို့မရပေမဲ့ဖယားသခင်နှုတ်ကပတ်တော်အားဖြင့်ဆူတောင်းလိုက်တာနဲ့အဲ့ဒီလူတွေကြီးကထဆင်သွားတဲ့အရာကိုသူတို့မျက်စိနဲ့မြင်လိုက်ရတဲ့သိပ္ပံပညာရှင်များတွေကဟာဒါကတော့တဘာဝနဲ့လွန်ကဲနေပြီဒါကြောင့်ဘုရားသခင်ဆိုတာရှိပါလားဆိုတော့မှလေသူ့ရဲ့စိတ်ထဲမှာတကယ်ပဲဘုရားသခင်ကိုရှာကြံလာတယ်ဆိုတော့တွေ့ရတယ်သိပ္ပံပညာရှင်တော်တော်များများကဘုရားသခင်ဉာဏ်ပညာပေးတဲ့ပညာအားဖြင့်သူတို့သိပ္ပံအတတ်ကိုတက်စေတာဖြစ်တယ်လို့တမန်ကျမ်းစာကပြောထားတယ်ဘုရားသခင်ပေးတဲ့ဉာဏ်ပညာအားဖြင့်သိပ္ပံကိုတက်စေတယ်လင်းမြန်တွေတီထွင်နိုင်တယ်ယထာတွေတီထွင်နိုင်တယ်ဘုရားပေးတဲ့ဉာဏ်ပညာအုံနောက်ဖြစ်တယ်အဲ့ဒီအုံနောက်ကလေးနဲ့ဘုရားကိုဆန့်ကျင်မှုသူတို့စဉ်းစားခဲ့တော်ညာလဲယနေ့ဘုရားသခင်ရဲ့ပညာတော်ကိုသူတို့မလွန်ဆန်နိုင်သောကြောင့်သိပ္ပံပညာရှင်တော်များများကဒီထာဝရဘုရားကိုလက်ခံကြတယ်ဒါဟာခရစ်ယာန်ဘုရားမဟုတ်ပါဘူးကျွန်တော်ဒီနေ့ပြောချင်တာကဒါပါပဲခရစ်စမတ်ပွဲဆိုတာကခရစ်ယာန်ရဲ့ပွဲမဟုတ်ပါဘူးကျွန်တော်ကျမတို့နဲ့အားလုံးဆိုင်သောပွဲဖြစ်ပါတယ်ကျွန်တော်ကျမတို့အတွင်းထဲမှာရှိတဲ့နံဝိညာဉ်ကအဲ့ဒီဘုရားသခင်ကြီးကဝိညာဉ်ကိုထည့်လိုက်တယ်လို့ရည်ကြေလ36အငယ်29မှာပြောထားတယ်ငါဝိညာဉ်ကိုသင်တို့ထဲကိုသွင်းတယ်တဲ့ဒါကြောင့်ကျွန်တော်တို့အားလုံးဒီဘုရားသခင်ရဲ့ဝိညာဉ်ကိုခံစားရသောကြောင့်ဗဇက်ကဘုရားလို့တနေတာကဧကောဗုဒ္ဓတဆူတီတော်ဒီမြတ်စွာဘုရားကိုတနေတာဖြစ်တယ်ဒါခရစ်ယာန်ဘုရားမဟုတ်ဘူးလို့ကျွန်တော်အထူးသဖြင့်ပြောချင်ပါတယ်ဒါကြောင့်ခရစ်စမတ်ပွဲဆိုတဲ့အထိပ္ပယ်ဟာဒီနေ့ဘုရားသခင်ကိုသိရမယ်ဘုရားသခင်ကိုမသိခဲ့ရင်တော့ကျွန်တော်တို့လုပ်တဲ့ပွဲကအလကားပဲဘာမှအထိပ္ပယ်မရှိဘူးဒါကြောင့်အတိတ်ပဲရှိသောအသက်တာဖြစ်ဖို့ရအတွက်ကိုယ့်ကိုဖန်ဆင်းတဲ့အရှင်ကိုသိဖို့နံပါတ်1လိုအပ်ပါတယ်။တော့ဒီအကြောင်းကိုကျွန်တော်ဘာကြောင့်ပြောသလဲဆိုတော့အဲ့ဒီအကြောင်းကိုကျွန်တော်မပြောဘဲနဲ့အခြေမခံဘဲနဲ့ကျွန်တော်ဆက်တရားဟောသွားမယ်ဆိုရင်ဟောခရိယာန်တရားပဲဒါလိုက်ဦးမယ်လေဆိုတော့ခရိယာန်တရားထင်နေမစိုးကြောင့်ခရိယာန်တရားမဟုတ်ဘူးဒီမှာလာတဲ့ဓမ္မမိတ်ဆွေများအားလုံးရဲ့အတွန်းထဲကနာဝိညာဉ်ကိုပေးတဲ့ဧကောဗုဒ္ဓတဆူဒီသောရှိတဲ့မြတ်စွာဘုရားရဲ့နှုတ်ထွက်စကားဖြစ်တယ်။အဲ့ဒီဘုရားသခင်ရဲ့မွေးနေ့တော်ပွဲကိုဒီနေ့ကျွန်တော်တို့ကျင်းပနေတာဖြစ်တယ်။ခရိယာန်တွေလုပ်တဲ့ခရစ်စမတ်ပွဲမဟုတ်ဘူး။ကျွန်တော်တို့အားလုံးနဲ့ဆိုင်တဲ့တဆူဒီသောဘုရားရဲ့ပွဲဖြစ်တယ်ဆိုတာကိုနားလည်သဘောပေါက်ရင်ဒီမှာလာရကြိုးနဲ့ပါလိမ့်မယ်။ဒါကြောင့်ခ
ခရိယာနေဆိုပြီးတော့မှခရိယာတော့ခလုံးမတိုက်နဲ့နော်ဒီနေ့ခရိယာကတော့ခရိယာမေးသူသူ့ဘာသူကြံတာပဲကျွန်တော်ဒီနေ့ခရိယာအကြောင်းမပြောဘူးခရိယာကိုကျွန်တော်စိတ်မဝင်စားဘူးနော်ခရိယာနဲ့ဘာမှဆိုင်တာမဟုတ်ဘူးကျွန်တော်တို့အားလုံးနဲ့ဆိုင်တယ်ကျွန်တော်တို့လူတွေအားလုံးနဲ့ဆိုင်တယ်ခရိယာနေလဲဆိုင်တယ်ခရိယာမဟုတ်တဲ့သူတွေလဲဆိုင်တယ်ကလာကြီးတရုတ်ကြီးရှင်းမြလူတွေအားလုံးနဲ့ဆိုင်တဲ့ဧကောဗုဒ္ဓတဆူဒီသောဖယားသည်ကျမတို့ဟောဒီလောကသားများအတွက်အပေငရဲကိုမလားဖို့ရအတွက်ကောင်းကင်ဘုံကိုခိတ္တဆွတ်လို့ဟောဒီလူလောကကြီးကိုလူအဖြစ်ခံယူပြီးတော့မှကျမတို့ကယ်ဖို့အတွက်လာတဲ့အချိန်ခါသမယသည်ဒီနေ့ခရစ်စမတ်ပွဲလို့ကျွန်တော်ကျင်းပနေတယ်ဘယ်အချိန်မှလာသလဲအလုံးမတမချမ်းအေးတဲ့အချိန်ကိုလာတယ်လို့တမန်ကျမ်းစာမှာပြောပါတယ်ဒါဒီဇင်ဘာလဆိုတာတကယ်ချမ်းတယ်လားဖြစ်ပါတယ်ကျွန်တော်တခါတော့စဉ်းစားမိတယ်မင်းတို့ခရိယံဖះဘယ်လိုလဲလို့ကျွန်တော်ပုံစံကိုကျွန်တော်ကအခြားသောဘာသာကဖြစ်ပါတယ်ကျွန်တော်ခရိယံမိသားစုကပေါက်ဖွာလာတဲ့သူမဟုတ်ပါဘူးလူမျိုးအဖြစ်ကျွန်တော်မြန်မာလူမျိုးစစ်စစ်ဖြစ်ပါတယ်เนาะအညာသားဒီမှာကျွန်တော်ရွာလူတွေပါလိမ့်မယ်ထင်တယ်ကျွန်တော်ဟိုးရှင်မတော်ဘက်ကရေယူသားပါเนาะရောစောကံကောဆိုတာကျွန်တော်နေမြေတွေကျွန်တော်အမေဆိုနတ်တရားကျော်တော့ကိုးကွယ်တဲ့နတ်ကတော်ကြီးဖြစ်တယ်အဲ့ဒီများလာလို့ရှိရင်လေဖြာနဲ့ဖင်နဲ့ကအောင်လုပ်ပေးနိုင်တယ်မပြန်စီခြင်းအဲ့လောက်ထိအစွမ်းထက်တဲ့ကျွန်တော်အဲ့ဒီမိသားစုကဆင်းသက်လာတဲ့သူတယောက်ဖြစ်ပါတယ်ကျွန်တော်ပြောမယ်ဆိုရင်တော့ကျွန်တော်ဗုဒ္ဓဘာသာအတိုင်းဝန်းကပဲเนาะကျွန်တော်ခုနှစ်သားလောက်တွေကကျွန်တော်သင်္ကန်းဆရာဝါစီးပြီးတော့မှလေတနေ့ကို4နာရီကမ္မရန်ထိုင်ပြီးတရားကြည့်ပြီးတော့မှဘာသာတရားနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အလွန်မတာမှဒီနေ့ယူသေးကိုင်းဆိုင်ခဲ့တဲ့သူတယောက်ဖြစ်ပါတယ်တော့ဘာသာတရားကိုပြောတာပါဒါပေမဲ့ကျွန်တော်ဘာသာတရားကိုကျွန်တော်ဒီနေ့နားလည်သွားတယ်နောက်တမန်တရားကိုကျွန်တော်နားလည်သွားတယ်ဘာသာတရားနဲ့တမန်တရားနဲ့ကွာခြားချက်တွေတွေ့သွားတယ်ဘာသာတရားဆိုတာလူကရေးတယ်နာမည်ကြီးတဲ့ပုဂ္ဂိုလ်တစ်ပါးကရေးတယ်ဒိုဒီမို့ပညာအတော်တန်တက်တဲ့သူကရေးတယ်အဲ့ဒါဘာသာတရားတွေဖြစ်ပါတယ်ဘာသာတရားကမကောင်းဘူးမို့တိတ်ကောင်းတယ်ဘာသာတရားဆိုတာကတိတ်ကောင်းတယ်လိမ္မာဖို့ယဉ်ကျေးဖို့ဒီနေ့လူမှုရေးစီးပွားရေးစသဖြင့်ပေါ့လေဒီဘာသာတရားကအများကြီးထိန်းထားတယ်ဘာသာတရားဆိုတာကမရှိရင်ကျွန်တော်တို့အားလုံးမိုက်ကုန်ကြမှာပဲဒါဘာသာတရားဆိုတိတ်ကောင်းပါလေလူကအမျိုးအကောင်းဆုံးသောအရာတွေကြံဖန်ပြီးတော့မှတကယ်ပဲတီထွင်ပြီးတော့မှဘာသာတရားနဲ့ထုတ်ဖော်ကြပါတယ်နော်ဘာသာတရားကိုတိုက်စားတဲ့သူများကယဉ်ကျေးတယ်တိမ်မွေ့တယ်နော်တကယ်လူကြီးကိုလူကြီးမှန်းသိတယ်ပြောမယ်ဆိုရင်တော့ဗျာငတိမဖြစ်တော့ဘူးပေါ့ဘာသာတရားကတော်တော်ကိုကောင်းတယ်ထိန်းထားတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကတမာတရားနဲ့မတူဘူးဆိုတဲ့အချက်တစ်ချက်ရှိပါတယ်ဘာသာတရားနဲ့တမာတရားနဲ့ကွာခြားမှုရှိပါတယ်တမာတရားကဘုရားသခင်ရေးတယ်လို့ကျွန်တော်ခုနပြောပြီးပြီဘာသာတရားကလူကရေးတာလူကရေးတဲ့ဘာသာတရားနဲ့ဘုရားသခင်ရေးတဲ့တမန်တရားနဲ့ကွာခြားချက်ကတော့တစ်ခုပဲရှိပါတယ်တစ်ခုပဲရှိတယ်နော်တူတော့တူညီတယ်ဒါပေမဲ့တစ်ခုပဲမတူတာရှိတယ်ဘာသာတရားကကောင်းတာလို့ရင်ကောင်းတဲ့နေရာရောက်မယ်လို့ညွှန်ပြတယ်တမန်တရားကကောင်းကောင်းမကောင်းကောင်းမင်းတို့ငါကယ်ဖို့လာပြီတဲ့ကြည်သားဘာသာတရားကကောင်းမှရောက်မယ်တဲ့တမန်တရားကမကောင်းရင်လည်းကိစ္စမရှိဘူးတဲ့မင်းတို့ကိုကယ်ဖို့ငါလာပြီတဲ့အခုယေရှုခရစ်တော်ဘုရားဟောဒီလောကကြီးကိုလာတဲ့အခါမှာကျမတို့မကောင်းတဲ့အပြစ်သားများအတွက်လက်ဝါးကတ်တိုင်ပေါ်မှာလေအဲ့ဒီအပြစ်ကြီးကိုပေးဆက်ပြီးတော့မှကယ်ဖို့အတွက်လာတဲ့ဖယားသခင်ဖြစ်ပါတယ်အဲ့ဒါကတမန်တရားဖြစ်တယ်ဘာသာတရားကကောင်းမှရောက်တာတမန်တရားကမကောင်းလို့ကယ်တာကွာခြားချက်ကဒါပဲဒါကြောင့်ဘာသာတရားနဲ့တမန်တရားနဲ့တူညီမှုမရှိဘူးဆိုတာကိုပြောချင်တယ်အဲ့ဒါကြောင့်ဘာကြောင့်ကျွန်တော်တို့ကယ်ရတယ်လဲဘာကြောင့်သူကကယ်ရတာလဲဘာကြောင့်ဒီလောကကြီးကိုလာရတာလဲအဲ့ဒီအကြောင်းကိုเนาะဒီနေ့တချင်းအားဖြင့်เนาะတပီလေးလေးဝါကနေပြီးတော့ဆက်ပြီးတော့မှเนาะအပြစ်နဲ့ပတ်သက်တဲ့အကြောင်းကိုတချင်းနဲ့ကျွန်တော်တို့ကိုခွန်အားပေးသွားမှာဖြစ်ပါတယ်တရားမတည်ကြလေးပါမောင်များနဲ့လည်းပြည့်စည်တူလုံးလာခါတဲ့အထူးတွေဝါကကြီးလည်းမြတ်ချမ်းတဲ့မောင်ကိုခွင့်မလေးရောင်ပြဂျေဇုတရားများနဲ့သူမိခင်ဗျာပေးတဲ့လေးရှာဝါလမ်းရလမ်းမြင်ပြီးတရှိလုံးမြင်မြတ်တဲ့အနာဂတ်တွေဒီမှာမိသမျှတွေတကယ်သွေးများတဲ့စပီနောက်တာကြောင့်ခွင့်လွတ်ခဲ့သူအဖြစ်တွေကိုဒါတို့လေးရှင်ဘဝလေးရောက်မှာရှင်
Jabango Queen, Oluda to Lampiado. She need oh my life, I was all in the campaign and love in it. Jamango Queen, Oluda to Lampiado. Oh, Mango Queen, Oluda to Lampiado. Angé Sangama, Jin Shukredi, a Piesido to Dogo Gedinga, I Locado Talado Mudi, who does the garden. This sa the Gaki, a Jume, can you adore the Galati? Maze net Kumio Sala, Angama. Maze net Kumio Sala, Angama. A Genodi, Muisa Gabi, a Dibale Shibai. I mean, one day my parade using me. A piece of I. The my chance are Emma. Payada King. We saw the guard at Nodua, a pibala, Be Maria Bale. I mean, one day my parade you need a Chimaria, a piece of it. General Louis Aloha did a Pidari Chibai. Pada of Pidaki the Leturo. I may appear a Pidaki the Alimiba Navaga, Muila do Didi, a piggy pack to my fellow. I do time to die at this year. You need Badaria of Jore. A piga loma sida, Manoi Messi Bude. The Madiaga of Jore, Manoi le Side, Badadiane, the Madia Quachaje. Badadia Loma Side, the Madiaga, Manoi le Side. Have Luria Sinzaria. General Onoga, Pio Onoga, Sinaji. Of Chimare Piaki, a chance you any Onoliness in Zara. Ha, a piga Mamma Lupine. I may be looked on a bus Hainule. I may have been looked at a Pia General Kansaba. General Uma Biame. General may go in it. Now Uma Villa the Gero no? Ubaya may matter the Yampira or the Cane. I think on a go yellow Congo Doria. I Yamu Tin Shale so that I found the piece of Charlie. General, I may write him going in it, Mia. And General, I may town the General town him about Varura. I may load it at Pica, General Canleare. I don't know Magina who hate the Aduji. Amiga see that the Ada Tema Shini. Ada, you look at me a bit the Alogeno Kansare. And at the Yavare. Ubama, we waited to come up, we let it, we waited the Lima, a safe area. I did the Lare Quachisi a little 800 Bedumamatem. Any only guy let the Mare. And I got a bit that Chica, we let it to Randy. General a bit that the Pilare, Surabu. The Majansa have it Nale or General Uma saw him Shibare. I Ludema, a piece there. Eddie, a bit the Aya Kaga, the Niti Yame, look. Joma can you chop and the Senate Toma Piotare. A piece there to the Niti Yame. Oh, Jina, Jin, jeans with the Yaga, but do Mamma Sanami. I don't, my old to the Yama machine. Manade to let me see, Mate to let me see. Una de Dokabi, Shang Yava. Ma O Jilin, Tansusu, Ugo Oyama. Mana Jilin, Tansusu, Nago Nayama. Mate Jilin, Tansusu, Tigo de Yama, Ludini. You need the ma, they are all Siamia in the Fogajale. Tavi not so the check with the root. Then I let you over it, you know, Jojimare. Tojan Billy, Maogin Judy Gomu Yami. Tojan Billy, Managin Judy Gomu Yami. Tojan Billy, Matigin Judy Gomu Yami. Toto Puma, Widoka, Mochaki Lumisura, and a Chovare. Gomu Pure to the Manare to see the la. Gomu Pure to the Maore to see the la. Gomu Pure to the Matire to see the la. Look me, Kuku Yamiva. Oh, Jenna, Jin, so that they are ready. Luga, Pinya Tare, Luga, Totare, they are in a light shop, so you know. General Appeng in a long walk, they are at Tine. A big of Yajin Nunole, Nabigo Muyo on the wall.
ဟုတ်လားငပိတပိတ်တာရင်မွေးတပိတ်တာတော့ထက်မွေလဲနန်းတာပဲငပိဆိုတာနန်းတယ်အမျိုးပဲမွေးလို့မှမရဘဲနဲ့ဒီနေ့အပြစ်ကငရဲကြကိုကြမယ်ဘလို့မကောင်းတာလုပ်လို့ဒီနေ့ရောက်ကောင်းတဲ့နေရာမရောက်နိုင်ဘူးဆိုတာကျွန်တော်တိတော့တိတယ်ဒါပေမဲ့မတိစိတ်ကလေဟာစူးစမ်းမယ်လေစူးစမ်းရင်တော့ဖြစ်နိုင်ပါတယ်လူဟာစူးစမ်းရင်ဖယားတောင်ဖြစ်နိုင်တယ်ဆိုတော့မာနဆိုတာရှိတာဟုတ်နော်ဒီလူဟာအဲ့လိုမျိုးမာနလေးနဲ့တခါတည်းစူးစမ်းတယ်ကြာလာတဲ့အခါကျတော့တရားပေါက်တော့ယူကျင်လာတယ်ဒီတရားပေါက်တဲ့ယူတွေတရားပေါက်လို့ယူတဲ့သူတွေအများကြီးတွေ့ရတယ်တရားမကောင်းလို့မဟုတ်ဘူးတရားသိကောင်းတယ်ကောင်းလို့အားကြီးလို့ကိုကောင်းတာလုံရင်းနဲ့မဖြစ်လို့ကိုကြောင်သွားတာအဲ့ဒါကြောင့်ကျွန်တော်လည်းစဉ်းစားတယ်ကျင့်ရင်ကြိုးစားရင်းနဲ့တော့ကောင်းတာလုံရင်းနဲ့မကောင်းတာတွေဖြစ်လာတော့ကောင်းတာနဲ့မကောင်းတာနဲ့ကျွန်တော်လည်းချိန်ကြည့်တယ်ဗျချိန်ကြည့်တဲ့အခါကောင်းတဲ့အရာလောက်တာတွေညာဘက်မှာထားလိုက်တယ်မကောင်းတာတွေဘယ်ဘက်မှာထားတယ်ကျွန်တော်အသက်တာဒီအချိန်ထိကျွန်တော်ချိန်ကြည့်တယ်ကောင်းတာနဲ့မကောင်းတာဘယ်ဟာများသလဲလို့ချိန်ကြည့်တဲ့အခါမကောင်းတဲ့အကုသိုလ်အကျိုးတွေကပုံများနေတော့ကျွန်တော်စဉ်းစားတယ်။အော်ဒီနေ့ဒီတိုင်းဆိုတော့ငါငရဲကမလွတ်နိုင်ပါလား။ဒါဆိုရင်ကောင်းမှုကုသိုလ်နဲ့ဖိုးမယ်လေ။ကုသိုလ်တပဲငရဲတလဲဖြစ်သွားပြီ။ငရဲတပိတ်တာဖြစ်မဟုတ်တော့လှဲနဲ့တောင်တိုက်ရမှာ။အဲ့လိုကြီးဆိုးသွားနေတဲ့ခေတ်ကာလကြီးထဲမှာကျွန်တော်ကောင်းတာဘာလုပ်နိုင်တယ်လဲ။ဘာလုပ်အောင်မလို့ကျွန်တော်စဉ်းစားနေတယ်လဲ။ဘာတွေလုပ်ခဲ့ပြီးလဲ။ကျွန်တော်အဲ့ဒီမေးခွန်းတွေကိုပြန်မေးတဲ့အခါမှာငါမကောင်းတဲ့သူတယောက်ဖြစ်နေပါလား။အပြည့်ရဲ့သဘောအရကျွန်တော်လုံးဝဒီနေ့မကောင်းဘူးဆိုတာစိတ်ချသွားတယ်။ဒီနေ့မိခင်များစဉ်းစားပါအမေပိုက်ထဲကအပြစ်ပါလာတယ်ဆိုတော့ကြောင့်အခုမွေးထားတဲ့သားသမီးတွေကိုယ့်အကူစဉ်းစားကြည့်ကိုယ်တိုင်မွေးခဲ့တာဟဲ့လားဒီကလေးလေးမွေးတော့ရီမွေးသလားငုံမွေးသလားကိုယ့်အကူစဉ်းစားရမှာငိုချင်းဒီဟောဒီပိုက်ထဲကနေပါလာတဲ့ဒေါသဖြစ်တယ်ဘာမှငိုနေကျူရှင်မတက်ရဘူးအမေပိုက်ထဲကထွက်လာကြတဲ့အဝဲဆိုခါတဲ့ငိုပြီးတော့ထွက်လာတာငိုချင်းဒီဒေါသလည်းအပြစ်ပဲလက်တယ်များကတခါတဲ့အမေနည်းနည်းအနာသက်တော့မလေးဒီကလေးလေးဒေါသကိုကြီးလို့တယ်သူ့အဖေနဲ့တူလိုက်တာတဲ့အဖေနဲ့မတူအဖိုးနဲ့တူတာဒီနေ့လူတွေကမွေးကလေးကအပြစ်ကိုပိုက်ထွက်လာတယ်လူတိုင်းဒီအဲ့ဒီအပြစ်ကြောင့်ငရဲသွားမယ်ဆိုတာကျွန်တော်ပြောချင်တာပါကဲဒေါသဆိုတာအပြစ်နှုတ်တိုက်လိုက်တဲ့အခါကလေးလေးကကြည်နှက်သွားတယ်ဗျအငိုတိတ်သွားတယ်မောဟလည်းအပြစ်တရားပဲနည်းနည်းကြီးလာတယ်လောဘကျွန်တော်သားတစ်နှစ်သားလောက်တုန်းကဘာမှမသိတတ်သေးဘူးကျွန်တော်မုံမုံကြီးတဖုံးဝယ်လာတယ်တေးသေးတစ်ဖက်တည်းပေးတယ်ရော့အဖက်လေးကိုလေတေးလေးပေးတာတခါလဲလောဘကြီးသလားမမေးနဲ့အဲ့ဒါကြီးကိုနှုတ်ပြပြီးတော့မုံမုံကိုလူလို့တာပဲလောဘရှိလာတယ်လောဘဒေါသမောဟသည်အမေပိုက်ထဲကဘာမှကျူရှင်မယူခဲ့ရဘဲနဲ့အလိုအလျောက်မွေးကလေးကပါလာအဲ့ဒါကြောင့်လူတွေအပြစ်မရှိဘူးလို့ပြောတဲ့သူများသည်မိမိကိုမိမိစဉ်းစားပါကျွန်တော်တို့ဒီအပြစ်ပါလာတယ်အဖိုးဖွားစီကအပြစ်ပါလာတယ်ဒါကြောင့်အဲ့ဒီအပြစ်ရဲ့အခတနေ့တည်ကြရတယ်အဲ့ဒီအပြစ်ကဘာအပြစ်လဲဗီဇအပြစ်လို့ခေါ်တယ်မွေးရပါအပြစ်လူတိုင်းမှာဗီဇအပြစ်ရှိတယ်အပြစ်နှမျိုးကိုကျွန်တော်ပြောချင်ပါတယ်လူတိုင်းမှာအပြစ်နှမျိုးရှိတယ်တစ်မျိုးသည်ကိုမလုံဖဲနဲ့ခံရတဲ့အပြစ်အဲ့ဒါဗီဇအပြစ်တစ်မျိုးသည်လုံမခံရတဲ့အပြစ်ဒုစရိုက်အပြစ်ဗီဇအပြစ်နဲ့ဒုစရိုက်အပြစ်နှမျိုးရှိတယ်ကျွန်တော်တို့အရောက်စီတိုင်းအဲ့ဒီနှမျိုးခံစားရတယ်ဒါပေမဲ့ဘယ်အပြစ်ကိုလူတွေကသိကြသလဲဆိုတော့ဒုစရိုက်လုပ်တဲ့အပြစ်ကိုပဲသိတယ်ဘာသာတရားတိုင်းကဒုစရိုက်လုပ်တဲ့အပြစ်ကိုဖော်ပြတယ်တမာတရားကတော့ဗီဇအပြစ်ကိုဖော်ပြတယ်ဘာသာတရားနဲ့တမာတရားမတူဘူးဆိုတာပြန်စဉ်းစားပါဒီကမ္ဘာမှာရှိသမျှကျမ်းစာတွေအားလုံးကိုရှာကြည့်ထာဝရဘုရား၏တမာကျမ်းစာကလွဲလို့ရှိရင်လေဗီဇအပြစ်ဘယ်ကျမ်းစာမှမပါဘူးကမ္ဘာမှာရှိသမျှကျမ်းစာတွေရှာကြည့်ပါဗီဇအပြစ်အကြောင်းကိုဟောဒီထာဝရဘုရား၏ဧကောဗုဒ္ဓတဆူရီတော်မြတ်စွာဘုရား၏တမာကျမ်းစာကလွဲရင်ဗီဇအပြစ်ကိုဘယ်ကျမ်းစာမှမဖော်ပြဘူးဒုစရိုက်အပြစ်ကိုတော့အကုန်လုံးဖော်ပြတယ်ဟောကြားတဲ့ဆရာတော်ကြီးများကလည်းဒီဒုစရိုက်အပြစ်ကိုဟောပါတယ်မကောင်းတာမလုပ်နဲ့သူများသားများမပြစ်မှားနဲ့ဒီတရက်ကိုမတောက်စားနဲ့မခိုးနဲ့မလိန်နဲ့မညာနဲ့မရှူနဲ့မရိုက်နဲ့မလူနဲ့ပေါ့ဗျာမတတ်နဲ့စသဖြင့်ဒီကောင်းနေကြကောင်းတာလုပ်ရင်ကောင်းတဲ့နေရာရောက်မယ်သူတို့တရားသဘောမကောင်းတာလုပ်ရင်တော့မကောင်းတဲ့အကုသိုလ်အကျိုးကမင်းတို့အပေကိုတိုးရမယ်အဲ့ဒါကြောင့်မင်းတို့ကောင်းနေကြကွယ်စသဖြင့်တရားသမားကဒီလိုပဲဒီနေ့တုံတင်ကြပါတယ်မိတ်ဆွေတို့ကောင်းသလားအဲ့လိုကောင်းတာဘာတွေလုပ်ခဲ့တယ်လဲဘာတွေလုပ်နေအောင်မလဲနောက်ဘာလုပ်အောင်မလဲစဉ်းစားတယ်ကိုယ့်ပြန်ပြီးကိုထုတ်ကြည့်မကောင်းတဲ့ကျွန်တော်တို့အပြစ်သားတွေဒီတနေ့အပင်ရဲကိုသွားရမယ်ဆိုတာကိုယ့်ဒီနေ့အဲ့ဒီဗီဇအပြစ်သဘောကိုသိဖို့အတွက်ကျွန်တော်ဖော်ပြခြင်းပါတယ်ဒါကြောင့်လူတိုင်းမှာအပြစ်ရှိပါတယ်အဲ့ဒီအပြစ်ကြောင့်ဒီနေ့ငရဲသွားရမယ်အစာသခင်ယေရှုခရစ်တော်ဖခင်သည်အပြစ်ရှိသောသူတို့ကိုကယ်ဖို့ရအတွက်ဤလောကကိုကြွလာတဲ့အချိန်ခါသမယသည်ဒီနေ့ဒီအချိန်ပဲဖြစ်ပါတယ်
အဲ့ဒါကြောင့်ခရစ်စမတ်ပွဲကျင်းပတယ်ဆိုတဲ့အတိတ်ပဲဟာကျွန်တော်ကျမတို့အပြစ်များကိုကယ်ဖို့ရအတွက်ကောင်းကင်ဘုံကိုစွန့်ဟောဒီလောကကြီးကိုလာတဲ့အရှင်ရဲ့မွေးနေ့တော်ပွဲကိုကျင်းပနေခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီနေ့အပြစ်သဘောကိုအနေငယ်ဖော်ပြခြင်းနဲ့အဲကြောင့်ဖယားရှင်ကဘလို့များကျွန်တော်တို့ကိုကယ်သွားတယ်လေဆိုတဲ့ကယ်တင်ခြင်းနဲ့ပတ်သက်ပြီးတော့မှနော်အဲ့ဒီအကျိုးအကြောင်းနဲ့ပတ်သက်ပြီးတော့တခြင်းအပြင်တမီးအပြင်ဒီနေ့ကယ်တင်ခြင်းကိုချီးမွမ်းမှာဖြစ်ပါတယ်ဖိတ်ခေါ်ပါတယ်ဒီလောကမြေမှာနေတိုင်းတော့လာလို့ကတည်းကလေးတွေမှာစိတ်တွေလေးကချစ်ကြရမှာရောမြူတဲ့ချိန်ရတကယ်ကြီးကိုမြင်ဖြစ်တွေ့ကြုံစုံလာမှာသင်္ခါရမြေတရားတွေမကြုံချင်လေးတွေ့မှာပါရှိနေတယ်သွားကြမလဲခွေတွေ့ကြည့်ပါသေးကြကနေရပြီးအားသိဝိညာဉ်သွားမလားဆာလောင်ကိုကျွေးမဲနေရရောက်ရှိခဲ့လေသင်ကိုကြိုးပဲမရှိဘူးချောင်းရောက်တဲ့ရသူစိတ်ချနိုင်စေတာသခင်ပြရတဲ့ပြည့်သူဝဲမြရွှင်လန်းစွာယုံကြည်သူများနဲ့ဆုံရတွေ့ပြီးနာမစီကြိုးပါသင်ကိုကြိုးလေးပါအဖရဲ့မွေများစွာပိုင်ချောတရားလေးနာတွေ့နေနေတာချစ်ခွေကြရပါပါရောမြူတဲ့ချိန်များတကယ်ကြီးပွဲဖြစ်တွေ့ကြုံစုံလာအောင်ကာယရမြေတရားတွေမကြုံချင်လေးတွေ့မှာပါဒီလောကကဘာခြင်းတွေကိစ္စတဲ့စင်ရဲ့ရှိနေတဲ့နေစတရားတွေပဲကိုယ်ချမ်းသာခြင်းရဲ့
lens yo ji du nya ne so ya shwe bi na ma si jo ba thing go jo ni ba apha ye mwi nya swa bai taအချင်းလေးကမေကွန်းထုတ်နေဘယ်သွားကြမလဲတဲ့နော်ကျွန်တော်လောကအမြင်နဲ့မမြင်ပါနဲ့ဝိညာဉ်နဲ့ကျွန်တော်ကြည့်ရအောင်ဟောဒီလောကကြီးကကျွန်တော်ထွက်သွားမယ်ဆိုရင်မသိမပြောင်းနိုင်တဲ့နာဝိညာဉ်ဆိုတာလူတိုင်းထဲမှာရှိတယ်အဲ့ဒီဝိရိခန္ဓာတွေကထွက်သွားမယ်ဆိုရင်ဘယ်ကိုများသွားမလဲဆိုတာအခုစဉ်းစားဖို့တချင်းအဖြစ်ကျွန်တော်သတိပေးနေပါတယ်ကြောင့်ဘယ်သွားကြမလဲလောကကြီးကဘယ်ကလာတာလဲပြီးရင်ဒီလောကကြီးကထွက်သွားရင်ကျွန်တော်ဘယ်ကိုသွားမှာလဲဘယ်လိုနည်းနဲ့ဘယ်နေရာကိုရောက်နိုင်တယ်လဲဆိုတော့အကြောင်းကိုအရေးကြီးပါတယ်ဒီနေ့လူဘဝမှာအရေးကြီးဆုံးအရာကအသက်ဝိညာဉ်ဖြစ်တယ်ဟောဒီခန္ဓာကိုယ်ကြီးတနေ့တည်ရမယ်မသိမပြောင်းနိုင်တဲ့ဝိညာဉ်ကကျွန်တော်တို့ထဲမှာရှိတယ်အဲ့တော့ခံစားစိတ်ဆိုတာဝိညာဉ်မှာရှိတယ်เนาะခန္ဓာကိုယ်မှာမဟုတ်ဘူးအဲ့တော့ဒီထဲကဝိညာဉ်ထွက်သွားမယ်ဆိုရင်ခန္ဓာကိုယ်ကြီးကဘာမှခံစားစိတ်မကြံတော့ဘူးဥပမာအခုကျွန်တော်တို့လက်ကိုဓာတ်နဲ့ခိုးလို့ရင်လက်နာတယ်လို့ပြောကောင်းပြောမယ်လက်ကနာတာမဟုတ်ဘူးအတွင်းထဲကဝိညာဉ်ကနာတာခံစားစိတ်ဆိုတာကဝိညာဉ်မှာပဲရှိတယ်တကယ်လို့ဝိညာဉ်ထွက်သွားရင်အဲ့ဒီခန္ဓာကိုယ်ကြီးကိုဓာတ်နဲ့တောက်ဆင်းရင်လေနာတယ်လို့မအော်ဘူးခံစားစိတ်ဆိုတာဒီနေ့ကိုယ်ခန္ဓာမှာမရှိပါဘူးအတွင်းထဲကဝိညာဉ်မှာရှိပါတယ်ဥပမာကျွန်တော်နားလည်အောင်ပြောပြမယ်လူတယောက်ကကျွန်တော်ကိုဒုံးနဲ့လည်းမရိုက်ဘူးဓာတ်နဲ့လည်းမခုတ်ဘူးလက်သီးနဲ့လည်းမထိုးဘူးကျွန်တော်ကိုလေစကလုံးတစ်လုံးလေးနဲ့လေတခါတည်းခဏနာလေးပြောလိုက်တဲ့အခါမှာကျွန်တော်ညအိတ်လို့လည်းမရဘူးစားလို့လည်းမရဘူးဟာဒေါသတွေထွက်ပြီးတော့မှလေအဲ့ဒီလူမျက်နှာကိုမြင်ပြီးတော့မှအယံခံစားနေရတယ်သူကတစ်ချက်မှလက်ထိတာမဟုတ်ရိုက်တာလည်းမဟုတ်ဘူးဗျစကားလေးနဲ့ပြောလိုက်တာအဲ့ဒီအတွင်းထဲကဝိညာဉ်မှာလာထိတယ်ဒါခံစားစီဆိုတာဝိညာဉ်မှာပဲရှိတယ်အဲ့ကြောင့်မိတ်ဆွေများကျမတို့အရောက်စီတိုင်းရဲ့အတွင်းထဲကနာဝိညာဉ်ဒီခံစားစိတ်ရှိပါတယ်အဲ့ဒီဝိညာဉ်လေးဟောဒီခန္ဓာကိုယ်တွေကများထွက်သွားမယ်ဆိုရင်ဘယ်သွားကြမှာလဲလို့တချင်းကမင်းနေတယ်ကျွန်တော်တို့မိကွန်းထုတ်နေပါတယ်စဉ်းစားပါနော်အဖြေကိုသိကြည့်ခဏလေးစောင့်ပါအဲ့ဒီအဖြေကအရေးကြီးပါတယ်ကျွန်တော်တို့ဒီချမ်းပိုင်ရှင်ကျွန်တော်အကိုကြီးဦးစောဘောကတယောက်ကို3000စီလောက်များပေးမယ်ဆိုရင်တော့အရန်ပျော်ကြမယ်လို့ကျွန်တော်ထင်ပါတယ်ဟာ3000ဆိုတာနည်းတဲ့အတိုင်းတာမှမဟုတ်ဘဲနဲ့ဒါပေမဲ့အဲ့3000ပွင့်ပြီးတော့မှထွက်သွားလို့ရှင်းနားမှာလေမှောက်လဲပြီးတော့တည်သွားတယ်ဆိုရင်ငါးပြားမပါဘူးမိတ်ဆွေများအားလုံးထားခဲ့ရပဲအရာဒီအရာဝမ်းမြောက်စရာမဟုတ်ပါဘူးကျွန်တော်ဒီနေ့ပေးတဲ့ခရစ်စမတ်လက်ဆောင်ဒီ3000ပေါင်းများစွာတဲ့မကတန်ဖိုးရှိတယ်လို့ခံယူတတ်တဲ့သူများကရသွားပါလိမ့်မယ်ဘာကြောင့်လဲဟောဒီအသက်ဝိညာဉ်ဆုံးရှုံးမယ်ဆိုရင်တဲ့စัจ java လာကြီးမှာပိုင်တဲ့ပစ္စည်းတွေနဲ့တောင်ရွေးလို့မရဘူးလို့တမန်ကျမ်းစာမှာပြောထားတယ်လူရဲ့အသက်ဝိညာဉ်ဒီဟောဒီကဘာမြေကြီးမှာရှိတဲ့အရာတွေအားလုံးတဲ့တန်ဖိုးရှိတယ်အဲ့ဒီတန်ဖိုးရှိတဲ့ဝိညာဉ်တွေအရောက်စီတိုင်းထဲမှာရှိတယ်အဲ့ဒီဝိညာဉ်လေးဆုံးရှုံးသွားမယ်ဆိုရင်လေဘယ်လောက်နှမျိုးစရာကောင်းတယ်လဲအဲ့ဒါကြောင့်ဒီနေ့ခရစ်စမတ်ဆိုတဲ့အဓိပ္ပာယ်ဟာသားတော်ယေရှုကိုလောကကြီးကိုစီလွတ်ပြီးတော့မှအဲ့ဒီပျက်စီးခြင်းဆိုတဲ့ငရဲကိုမကြဖို့အတွက်တန်မိုးရှိတဲ့ဝိညာဉ်တွေကိုကောင်းရာသုခတိဘုံကိုလာဖို့ရအတွက်ဒီပွဲကြီးကိုကျင်းပနေတာဖြစ်တယ်။နော်ဥစ္စာပေါ့ကျွန်တော်ပြောပါတယ်။သူကုန်ကြတဲ့ဈေးကိုကျွန်တော်အတိုင်းတာမပြောချင်ပါဘူး။ဒီကုန်ကြပါတယ်။ तू ဘာကြောင့်ဒါကုန်ကြခံလို့တယ်လဲ။ကျွန်တော်တို့ဝိညာဉ်က तू ကုန်ကြတဲ့ငွေထက်တန်မိုးရှိတယ်ဆိုတာ तू နားလည်လို့ဖြစ်တယ်။ကျွန်တော်တို့လည်းဒီနေ့အချိန်မရှိဘူး။နော်ဒီကျွန်တော်ညီမလေးလည်းအချိန်မရှိပါဘူး။မရှိတဲ့အထက်ကဘာဖြစ်လို့ဒီအကြောင်းကိုလာပြောရတာလဲ။ဒီနေရာကိုလာပြီးတော့ဘာကြောင့်ဒီအမှုရာကိုလုပ်ရတယ်လဲ။အပျော်ပါမဟုတ်ပါဘူးပျော်ပွဲရှင်ပွဲမဟုတ်ပါဘူးကျွန်တော်တို့အသက်ဝိညာဉ်ကိုငရဲကလွတ်တယ်ဆိုတာကိုကျွန်တော်တို့ကိုယ်တိုင်ခံစားချက်နဲ့ခံစားပြီးတော့သူများကလည်းလွတ်စေခြင်းနဲ့ဆန္ဒရှိလို့ဒီအမှုရာကိုလာပြုတာဖြစ်ပါတယ်စီဝိုင်းလည်းမဟုတ်ဘူးလူငွေလည်းမဟုတ်ဘူးအပျော်ပွဲလည်းမဟုတ်ပါဘူးလူတွေငရဲကလွတ်အောင်ဒီနေ့ပြောဖို့ရာအတွက်ဘုရားသခင်ပြင်ဆင်ပေးတဲ့ပွဲဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောချင်ပါတယ်လူတိုင်းဟာတနေ့တည်ရမယ်မတည်မပြောင်းနေတဲ့ဝိညာဉ်တွေကဟောဒီခန္ဓာတွေကများထွက်သွားရင်ဘယ်ကိုသွားလဲဆိုတာကိုကျွန်တော်တို့အဖြေရှာရအောင်ကျွန်တော်ဒီမှာရုပ်ပြလေးတစ်ခုနဲ့ပြောပြချင်တယ်ဒီနေ့လူတစ်ယောက်ဟာနောက်ကနေကြားလိုက်လို့ထွက်ပြေးနေတဲ့ပုံစံဖြစ်တယ်အဲ့ဒါကိုပုံဆောင်ချက်အပြစ်ဆိုတာကိုကြားကိုပုံဆောင်တယ်ကျွန်တော်လူကအပြစ်သားဖြစ်တယ်အပြစ်သားကဒီနေ့အပြစ်ကိုကြောက်လို့ထွက်ပြေးနေတာပြေးခြင်းဒီတရားသဘောကိုကျွန်တော်ပြောချင်တယ်ပြေးခြင်းကတရားသဘောဘာ
ဘာကြောင့်လဲဆိုတော့လွတ်အောင်ပြေးမယ်ကြိုးစားမယ်ကောင်းတာလုပ်မယ်နော်လှူမယ်တန်းမယ်ပေးကမ်းမယ်စွန့်ကျဲမယ်တရားကျင့်မယ်ဟာတခါလေကြိုးစားလိုက်တာကြိုးစားခြင်းပြေးတယ်ဒီနေ့ခဏတော့လွတ်နိုင်ပါတယ်ဘယ်ချိန်လွတ်နိုင်လဲဆိုတော့ကြားဆိုတာတောပြင်းနော်ဒီနေ့ဒီကြားလိုက်လို့တောထဲမှာလွတ်တယ်ဆိုတာမရှိပါဘူးဒါပေမဲ့ခဏလေးလွတ်နိုင်တယ်သူလွတ်နိုင်တဲ့အကြောင်းရင်းကရှေ့မှာဒီမှာကြောက်ကဘာကြီးတစ်ခုခံနေတာဟုတ်အဲ့ဒီကြောက်ကဘာကြီးမှာຫນွေကျိုးနှချောင်းဒီမှာတန်လန်းကျနေတယ်လေအဲ့ဒီကြောက်ကဘာထဲမှာຫນွေကျိုးခိုးပြီးတော့မှဆင်းလိုက်ရင်တော့ကြားရံကသူလွတ်သွားမယ်လို့သူဒီနေ့အဲ့လောက်တော့သိတယ်အဲ့ကြောင့်သူကပြင်းလွှားကြီးနဲ့နောက်ဆုံးတခါတည်းအဲ့ဒီကြောက်ကဘာမှာကျနေတဲ့ຫນွေကျိုးနှချောင်းကိုခိုးပြီးတော့မှတန်လန်းတော့ဒီနေ့ဆင်းပါတယ်ဒါပေမဲ့အောက်မှာအပြစ်ကိုပုံဆောင်ထားတဲ့နော်ဒီနေ့ကြာအောက်မှာငရဲကိုပုံဆောင်ထားတဲ့မိချောင်းအပြစ်ကိုကြောက်လို့ဒီနေ့ပြေးတော်ညာလဲကြောက်ထဲကိုဆင်းလိုက်တော်ညာလဲဒီနေ့ငရဲဆိုတဲ့မိချောင်းကအစင်းသင်းဆောင်နေတယ်အဲ့ဒီຫນွေကျိုးနှစ်ချောင်းကိုကျွန်တော်ပြောချင်တယ်အဲ့ဒီຫນွေကျိုးနှစ်ချောင်းဟာတရားသဘောဖြစ်ပါတယ်လူတွေကတရားကိုတခါလေကြစ်လက်နေအောင်တခါလေလိမ်ပြီးတော့မှလေပြချာကြည့်ပါအနီးကမျက်လုံးကိုပြူးနေတာပဲတရားသဘောကိုဟာကြင်ကြတာကြိုးစားကြတာကောင်းပါလေဘယ်လောက်ထိကောင်းမလဲဘယ်အတိုင်းတာထိကောင်းနိုင်တယ်လဲကျွန်တော်စဉ်းစားရအောင်ဒီနေ့လူရဲ့အသက်တာဒီကွေးတော့လဲမဆန့်မီဆန့်တော့လဲမကွေးမီတူတောင်းတယ်ဘယ်အချိန်ကြီးလူတရားကျင့်နိုင်မလဲအခုအသက်ဘယ်လောက်ရှိလာလဲကိုစဉ်းစားပါကိုဘာတွေလုပ်ခဲ့တယ်လဲစဉ်းစားပါအဲ့တရားသဘောကိုကျွန်တော်လိန်ထားတဲ့ပုဂ္ဂိုလ်များစဉ်းစားပါဘယ်လောက်ကြာလိန်နိုင်မလဲအရင်တော့တနေ့4နာရီကျွန်တော်ကမ္မဋ္ဌာန်းထိုင်နေတယ်အခုတနာရီဆိုခါးတွေကြိုက်လာပြီအသက်ကြီးလာပြီဟာဒီနေ့တနာရီတော်မှနဲ့ထိုင်ရတော့မယ်မရတော့မိတ်ဆွေများဒီနေ့တရားသဘောကိုကျင့်ညတ်နေတဲ့သူများဘယ်တော့ကြာခံမလဲအားကောင်းရင်တော့တရက်ပေါ့ဗျာအားမကောင်းရင်ပြုတ်ကြမယ်ပြုတ်ကြရင်ဘယ်သူထဲရောက်မလဲမိရောင်းဆိုတဲ့ဒီငရဲပစ္စထဲရောက်သွားနိုင်တယ်အဲ့ဒါကြောင့်အပြစ်တရားကလွတ်တယ်ဆိုပြီးတော့မှကြည်ကြည်နဲ့နဲ့ကြည်တဲ့တရားကိုကြိုးစားပြီးတော့ကျင့်နေတော့ညာလေဒီပြဿနာကအကြီးကျယ်ပြဿနာတစ်ခုတွေ့လာတယ်အဲ့ဒီပြဿနာဘာလဲဆိုတော့အဲ့ဒီຫນွေကျိုးနှစ်ချောင်းကိုကြွက်နှစ်ကောင်ကလာကြိုက်နေတယ်အမဲတစ်ကောင်အဖြူတစ်ကောင်တွေ့ရတယ်အမဲဆိုတာညကိုပုံဆောင်တယ်အဖြူဆိုတာနေ့ကိုပုံဆောင်တယ်နေ့နဲ့ညနဲ့ကကျွန်မတို့အသက်တာကိုခြောက်ချားစေတယ်ဒီနေ့အသက်တရက်ကြီးလာပြီမနေ့ကတရက်ကြီးပြီတစ်ပတ်က2ရက်ကြီးပြီနောက်တစ်နှစ်ကြီးလာပြီလူတွေကတပြေးတပြေးအသက်ကြီးလာပြီနေ့ကကြိုက်လိုက်ညကကြိုက်လိုက်နေ့ကကြိုက်လိုက်ညကကြိုက်လိုက်နေအဲ့ဒီຫນွေကျိုးနှချောင်းကိုကြိုက်နေတဲ့အတွက်ကြောင့်တဲ့အဲ့ဒီຫນွေကျိုးတစ်နေ့ပြတ်ကြတော့ဒီတရားသဘောပြုတ်တော့မယ်တရားသဘောပြုတ်သွားလို့ရှိရင်ဒီလူကမိချောင်းပါဇက်ထဲမှာရောက်တော့မယ်ငရဲကိုသေးကြတယ်ဒါကြောင့်တရားကျင့်နေတဲ့သူများခဏတော့ဒီနေ့ကျင့်တတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အသက်တာအသက်ကြီးလာပြီနေ့နဲ့ညနဲ့ကျွန်တော်တို့ကိုခြောက်ချားနေတယ်ကြွအဖြူနဲ့အမဲဆိုတာနေ့နဲ့ညကိုပုံဆောင်တယ်တရက်အသက်ကြီးလာပြီဆိုတာလူတိုင်းသိပါတယ်သတိထားမိကြတာတော့မသိဘူးကိုယ့်အသက်ကိုသတိထားစမ်းပါနော်မနေ့ကကျွန်တော်တရက်ကြီးပြီတစ်ပတ်ကကြီးပြီနောက်တစ်နှစ်ကြီးလာပြီအသက်100ပေးလိုက်မယ်ဗျာ100ကျရင်သိမှာပဲမကျင်နိုင်200ထပ်ပေးမယ်100ကျသေးကိုသိမယ်လူတိုင်းသိမယ်တရားဟောနေတဲ့ဆရာလေးပဲတရားနာတဲ့ပြီးတယ်လည်းသိမယ်သိချင်းတရားကဘယ်သူနဲ့မှမလွတ်နိုင်ဘူးခုနသိချင်းဆိုသွားတယ်လူတိုင်းသိရမယ်တဲ့ဒါပေမဲ့မသိနိုင်တဲ့ဝိညာဉ်ကကျွန်တော်ထဲမှာရှိနေတယ်အဲ့ဒီဝိညာဉ်ကခန္ဓာတွေကထွက်ပြိုသွားမှလေအဲ့ဒါအဖြေရှာရအောင်တနေ့သိမယ်အဲ့ဒီကြွက်ကြိုက်လို့ရှိရင်အဲ့ဒီကြွက်ရဲ့သဘောကိုစဉ်းစားရအောင်နော်နေ့နဲ့ညနဲ့ကြိုက်တဲ့ကြွက်နော်ဒီပုံအားဖြင့်ကြည့်မယ်ဆိုရင်နော်နေ့နဲ့ညနဲ့ကကျွန်တော်တို့ခြောက်ချားနေတယ်အဖြူကြိုက်လဲအမဲကြိုက်လဲအဖြူကြိုက်လဲအမဲကြိုက်လဲအသက်ကြီးလာပြီမိတ်ဆွေများအသက်ကြီးပဲသွားမလဲဒါတင်ញိုင်ကိုသွားမှာပေါ့ဒါကတော့အပြင်းစံပေါ့ခန္ဓာကိုယ်ကတင်ញိုင်ကိုသွားမှာဟုတ်ပါတယ်ဒါပေမဲ့အတွင်းထဲဝိညာဉ်ပဲသွားမလဲဒါကတော့ဘယ်သိမလဲကုသိုလ်ကံပေါ့ကံလွဲမချနိုင်မိတ်ဆွေများကံကိုယုံလို့စုပုံမနေနဲ့လို့မြန်မာစကားပုံရှိတယ်စုပုံကြီးပုံထားလေကံကောင်းရင်တော့မစုဘူးကွာသွားနေကြီးဖက်မှာပါပဲနဲ့စုကိုစုမှာအဲ့ဒါကံမကောင်းလို့လေဘာမှမဆိုင်ကံလူပြင်းလူညံ့လူပြောတွေသုံးတဲ့စကားကျွန်တော်တို့ကျေးဇူးတော်ကြီးမွန်ရအောင်ကံကိုမယုံပါနဲ့ကံဆိုတာကမ္မဆိုတဲ့ဝါရကဆင်းသက်လာတယ်ကမ္မံကရောတိတိကမ္မံကံဤမှုကိုကရောတိတိပြု၏ဣတိတတ္တမထို့ကြောင့်ကမ္မံကံမြည်၏အတိပ္ပယ်ကကိုပြုသောမှုကိုခံစေတဲ့ကိုလို့ရင်ကိုခံမဲ့ကံရဲ့အတိပ္ပယ်ဒါပဲအ내ဖွင့်လိုက်လို့ကံကိုကျွန်တော်အာမကိုပါနဲ့နော်ဒီနေ့နေ့နဲ့ညနဲ့ကကျွန်တော်တို့အသက်ကိုခြောက်ချားတယ်အသက်ကြီးပြီလို့ပြောရင်ဘယ်သူမှဒီနေ့ဟေးငါ့ကိုအသက်ကြီးပြီပြောလိုက်တာမရှိပါဘူးအသက်ကြီးပြီလို့ပြောရင်လည်းမကြိုက်ဘူးကျွန်တော်မျိုးသမီးခုနကတဘာပတိလုပ်တယ်နော်ကျွန်တော်တဲ့ကြီးပါတယ်တိတ်မပြောတော့နည်းနည်းပဲကြီးပါတယ်အသက်ကြီးပြီလို့ပြောရင် तू အရင်မကြိုက်ဘူးအရင်မကြည့်တော့ဘူးကျွန်တော်ဘာကြောင့်လဲကျွန်တော်တဲ့ तू ကအရင်သေးပါအသက်ကြီးတဲ့ तू ကကျွန်တော်တဲ့အရင်သေးတယ်ဒါပုံမှန်ပဲနော်ဒါပုံမှန်နေထားပြောပြတာပါဟိုငယ်တဲ့ तू လည်းသေးတယ်ကြီးတဲ့ तू လည်းသေးတယ်
အသေးလေးလည်းတည်တယ်မွေးချင်းလည်းတည်တယ်ဒါတွေကိုပြောတာမဟုတ်ဘူးနော်အသက်ကြီးလို့ပုံမှန်ကအရင်သေးပါသေးကြတယ်အသက်ကြီးပြီလို့ပြောရင် तू အရင်သေးမှာဆိုတာသိတော့ तू ကမကြိုက်ဘူးဒီနေ့ကျွန်တော်မိမျိုးမှာကျွန်တော်နေတော့ကကျွန်တော်အိမ်နာဖိုင်တော့ရှိတယ်ဗျသူ့အသက်က80လောက်တော့မရှိသေးပါဘူးเนาะဒီ60လောက်တော့ရှိပါပြီအသက်60ဆိုတော့နည်းနည်းအရွယ်ကလည်းခုနကတချင်းဆိုသွားတဲ့ကျွန်တော်တို့အမေကတော့80ကျော်ပြီเนาะအဲ့ဒီသူ့တဲ့ကိုကဘော်လီလက်လှတယ်ပိန်လဲပိန်ပိန်လေးရဲ့အခုခေတ်ဆိုရင်တကယ် slim body ပေါ့လေဝတ်ထားလိုက်one set တနေ့ကျတော့လမ်းမှာတွေ့တော့ကျွန်တော်မေးတယ်ဟာအဝေးကကြည့်လိုက်တာအန်ဒီအသက်ကလေ40လောက်ပဲရှိသေးတယ်ထင်တယ်နော်လို့ကျွန်တော်ပြောလိုက်တာမလေးသဘောလေးကြားလို့မျက်နှာကြီးကျုံလို့မလေးငါတူလာတဲ့အန်ဒီနဲ့တူထူစားရအောင်တဲ့ အသက်60သမားကို40ပြောတော့အသက်20သူလက်ဆောင်ရလိုက်တာဟုတ်သူကျင်နဲ့သွားတယ်ဘာကြောင့်လဲတီဖို့20တော့ရော့သွားပြီလို့သူထင်မလားမသိဘူး60က60မိတ်ဆွေတရက်မှမကြော့ဘူးဒီနေ့လူရဲ့အသက်တာဒီကျင်နဲ့အောင်ပြောပေမဲ့ဒီနေ့သူ့ရဲ့အသက်တာဟာဘယ်တော့မှဒီနေ့ရွှေ့လို့မရပါဘူးအဲ့ဒီ60သမားကြီးကိုမယုံရင်သွားပြောကြည့်အန်ဒီအသက်80လောက်ရှိပြီလို့သွားပြောကြည့်တေချင်းစိုးလေးငါအသက်ကမလီ60လောက်မပြီဘူးအစဲခံရမှာသမင်းကျွေးဖို့နေသားသားအသက်ကြီးပြီဆိုတော့တေဖို့အတင်းချမ်းကုန်းမှာနီးသွားပြီလေအသက်ကြီးရင်တေရမယ်ယောဘဝတ္ထုအခန်းကြီး9မှာပြောပါတယ်နော်အသက်ကြီးလို့ရှိရင်တဲ့တင်းတို့တင်းချမ်းကုန်းရောက်မယ်တဲ့ကျမ်းစာကပြောတယ်အသက်ကြီးရင်တေရမယ်ဒီနေ့တေချင်းတရားကိုကြောက်လို့လည်းမရဘူးရှောင်လို့လည်းမရဘူးပုံလို့လည်းမရဘူးတနည်းတေကြရမယ်မရှိများမတေတဲ့သူတစ်ယောက်မှမရှိဘူးကြီးတာတွေငယ်တာတွေစဉ်းစားမနေနဲ့ကွေးတဲ့လက်မဆန့်မီဆန့်တဲ့လက်မကွေးမီဟောဒီအတွင်းတွေကမသေးမပြောင်းနိုင်တဲ့နံဝိညာဉ်ကအချိန်မီထွက်သွားနိုင်တယ်အဲ့ဒီဝိညာဉ်ထွက်သွားရင်ဘယ်ကိုသွားမလဲတဲ့တီချင်းကကျွန်တော်လည်းပြောနေတယ်တီချင်းကလည်းပြောနေတယ်ဘယ်ကိုသွားမလဲမိတ်ဆွေတို့စဉ်းစားပါဒီနေ့ဒီမှာလာရတဲ့အကျိုးကျေးဇူးဒီဟောဒီဝိညာဉ်တွေထွက်သွားရင်ကောင်းရာသူဒီပုံကိုလာရမယ်ဆိုတဲ့စိတ်ချမှုရပြီးတော့ပြန်သွားစီခြင်းတယ်အဲ့ဒါမှခရစ်မတ်ပွဲရဲ့အတိတ်ပဲဖြစ်တယ်အဲ့တော့တဏီသောအခါမှာအဲ့ဒီကျွတ်နှစ်ကောင်ဟာတဲ့ကြိုက်ရင်နဲ့နော်ကျိုးပြက်ခံနေတဲ့အချိန်မှာအဲ့ဒီပုံကိုတယောက်ကသခင်ယေရှုခရစ်တော်ဘုရားသည်ကျွန်တော်ကျမတို့အပြစ်တွေကြောင့်လက်ဝါးကတ်တိုင်ပေါ်မှာအသေးခံပြီးတော့ကယ်သွားတဲ့အရှင်ဖြစ်တယ်လို့တည်င်းလဲကြားလိုက်ရောအဲ့ဒီအရှင်ကိုယုံကြည်ပြီးတော့ဟောဒီနှလုံးသားထဲမှာခေါ်ဖိတ်လက်ခံလိုက်တဲ့အခါမှာချက်ချင်းကြွက်ကအကိုက်ရသွားတယ်အပြစ်ဆိုတဲ့ကြားကနောက်လှည့်ပြေးသွားပြီမိကြောင့်ကျွန်တော်နဲ့ဘာမှမဆိုင်တော့ဘူးယေရှုခရစ်တော်ဖရာသည်ကျွန်တော်ကျမတို့အပြစ်အတွက်ကြောင့်ကယ်ဖို့လာတယ်ဆိုတာကိုကယ်တင်ခြင်းကိုကျွန်တော်သူကယ်ပုံကယ်နည်းကိုကျွန်တော်နားလည်အောင်ပြောပြခြင်းတယ်အပြစ်ရှိတဲ့လူတွေကိုကယ်ဖို့အတွက်သားတော်ယေရှုကိုဖရာသခင်လက်တော်အားဖြင့်ဒီလောကကြီးကိုပေးလိုက်တယ်ဖရာလက်တော်နဲ့သားတော်ယေရှုကိုလောကကြီးကိုပေးလိုက်တဲ့အခါမှာဇာတိနှမျိုးပါတယ်ဇာတိတစ်မျိုးသည်လူဇာတိဇာတိတစ်မျိုးသည်ဖရာသခင်ဇာတိနှစ်မျိုးနဲ့လာတာဖြစ်တယ်ယေရှုဆိုတာကလူရဲ့နာမည်ခရစ်တော်ဆိုတာကဘုရားသခင်ဇာတိနာမည်ယေရှုနဲ့ခရစ်တော်နဲ့ပေါင်းလိုက်မယ်ယေရှုခရစ်တော်လို့ခေါ်တယ်ယေရှုခရစ်ယာန်လို့တစ်လုံးမှမပါဘူးကျမ်းစာထဲမှာယေရှုကခရစ်ယာန်မဟုတ်ဘူးယေရှုကခရစ်ယာန်ဘုရားမဟုတ်ဘူးခင်ဗျားတို့ကျွန်တော်တို့အတွင်းတွေကနာဝိညာဉ်ကိုပေးတယ်ကျွန်တော်တို့အားလုံးရဲ့အဖေဖြစ်တယ်အဲ့ဒါကြောင့်လူတိုင်းကအိုးအဖဘုရားသခင်လို့ချီးမွမ်းတင်ပါတယ်စောစီပထမဦးဆုံးအဖွင့်အနေနဲ့ကျွန်တော်တို့အမေကတချင်းချီးမွမ်းသွားတယ်အိုးအဖတဲ့ကျွန်တော်အဲ့ဒီတချင်းကိုနောက်ဆုံးပိတ်ကျွန်တော်ထပ်ခေါ်ခြင်းတယ်နော်ပြင်ဆင်ထားပေးပါနော်အိုးအဖတဲ့ဘယ်လောက်ချီးမွမ်းမှုကောင်းတယ်လဲအဲ့ဒီအိုးအဖကိုကျွန်တော်ချီးမွမ်းရအောင်ဒီနေ့ကျွန်တော်တို့ကိုခရဲကကယ်ဖို့အတွက်ဖယားသခင်ဒီတားတော်ယေရှုကိုလောကကိုဆင်လွှတ်လိုက်ပါတယ်အဲ့ဒီလောကကြီးကိုလာတဲ့အရှင်ယေရှုခရစ်တော်ကဘယ်မှာလာသလဲနွားစခွက်လေးထဲမှာဒီနေ့မွေးဖွားတယ်လို့ဒီမှာပုံစံဖော်ထားတယ်ကျွန်တော်အရင်တုန်းကကျွန်တော်ကဲ့ရတတ်တယ်ကျွန်တော်ဥစားပါအမွန်းတင်တာမဟုတ်ပါဘူးမကောင်းတာပြောတာပါကျွန်တော်ကဲ့ရတတ်တယ်မင်းတို့ခရစ်ယာန်ဘုရားကလည်းကွာအစင်နာမရှိလိုက်တာနွားစကွက်ထဲမှာနွားတင်းကုန်မှာငါတို့ဘုရားလိုဘုရင်နာတော်မှာရွှေလင်မန်းနဲ့အချင်းဆေးတာမဟုတ်ဘူးခုနွားတင်းကုန်မှာအင်ဂျင်ယာကြီးတော့မရှိဘူးပေတော့လည်းကြည့်ပါဦးလဝါကတဲ့မှာတေကြီးဆိုးကြီးမကောင်းလိုက်တာကြည့်လို့လည်းမကောင်းလိုက်တာသူများတက်လို့သေးရတယ်အစိမ့်တွေဘုရားတေချင်းဆိုးဘုရားကျွန်တော်အရန်ခဲ့ရတာဘာကြောင့်လဲကျွန်တော်တို့ဘုရားဘလောက်ချောတယ်လဲလက်ညှိုးနဲ့ထိုးလိုက်မင်းရွှေကိုအိနေတာပဲငါတို့ဘုရားနဲ့တော့တခြားစီပဲအရောဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးကဲ့ရဲ့ခဲ့ဘူးတဲ့သူတယောက်ဖြစ်ပါတယ်ဒါကျွန်တော်ပြောတာဒီနေ့ကျွန်တော်လိုပဲရှိကောင်းရှိပါလိမ့်မယ်တိုးတော်လေဘာကြောင့်နွားစုခွက်မှာမွေးရတယ်လဲဆိုတဲ့အထိပ္ပယ်ကိုကျွန်တော်ပြောပြချင်တယ်နွားစုခွက်မှာမွေးခြင်းဒီနွားကြောင်းသားတွေတိုးကြောင်းသားတွေစင်းရဲသူစင်းရဲသားတွေကအရင်ဆုံးဖူးမြော်ရတယ်ဖယားသခင်ရဲ့မြစ်တာဒီတိတ်ချခြင်းနဲ့အောက်ခြေကလာတာဖြစ်တယ်
မာနာကြီးတစ်ခွဲသားနဲ့အပေါ်ကလာတာမဟုတ်ဘူးနှိမ့်ချခြင်းနဲ့လာတာလူတွေကိုကယ်ဖို့အတွက်ဟောဒီလူတွေကိုငရဲကလွတ်ဖို့ရအတွက်လူစားတိဖြစ်ခံယူကြတဲ့ကသူကနှိမ့်ချခြင်းနဲ့လာတာဖြစ်တယ်နွားစခုတ်မှာမွေးခြင်းသည်ကျွန်တော်တို့အားလုံးဖူးမြော်ရပါတယ်ပြီးတော့မှပညာရှိသုံးပါရှင်ဘီရင်များတထေးတကြွယ်များအားလုံးဖူးမြော်ရအစင်တန်းအောက်ကနေအနှိမ့်ဆိုးရလာတယ်ဆိုတော့ကျွန်တော်နားလည်ဖို့လိုပါတယ်ဒီနေ့ဘရင်နန်းတော်မှာသွားမွေးကြည့်ရင်လေယာထုယာကန်ရှိတဲ့သူတော့ပဲတထေးတကြွယ်တော့ပဲကတ်နိုင်မှာခင်ဗျားတို့ကျွန်တော်တို့လုံးဝဒီချမ်းလုံးသမားတွေဟိုတောင်းကဆိုတာတော့ရှိမှာမဟုတ်ဘူးလုံးဝဒီနေ့ဒီဖျားကိုဖူးမြော်နိုင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်နွားစုကထဲကနေနှိမ့်ချခြင်းလာတယ်ဆိုတာသူ့ရဲ့မေတ္တာကိုကျွန်တော်နားလည်သွားတယ်အသေးခံမြန်တော့လေလက်ဝါးကတ်တိုင်ပေါ်မှာတဲ့ကျွန်တော်ကျမတို့အပြစ်အတွက်ကြောင့်တန်နဲ့ရိုက်ပြီးတော့မှလေအဲ့ဒီပုံစံနဲ့အသေးခံလာကိုကျွန်တော်သွားတွေ့တော့ခုနကျွန်တော်ပြောသလိုဟာသွေးတွေကလည်းကြခြေတော့မှရောလက်မှရောခေါင်းမှရောနံပေးမှရောဟာတေလိုက်တာကြီးသားတေချင်းဆိုးကြီးပဲဒီနေ့အစိမ့်စီသေးတာသူများတက်လို့သေးတာဖျားဆိုတာကွာဒီနေ့သူများတက်လို့သေးရမလားလက်ညှိုးတော့တစ်ချောင်းဝိလိုက်လို့ရှိစနက်ခေါပလီဆိုတဲ့ကောင်းကင်တမစနက်တက်ကိုတော့ပိုင်တဲ့ပုဂ္ဂိုလ်ကြီးဘာဖြစ်လို့များသူများအသက်ခံသေးရတာလဲကျွန်တော်အရင်တော့ကနားမလဲဘူးသူမသိဘူးဆိုရင်ကျွန်တော်တို့ကယ်တင်ညစ်မရဘူးခင်ဗျားတို့ကျွန်တော်တယောက်မှကယ်တင်ညစ်ရမှာမဟုတ်ဘူးသူအသေးခံလို့ကယ်တင်ညစ်ရတာတားအတွက်အဖေကလာအသေးခံတာလောကမှာဖျားတွေအများကြီးရှိတယ်ဘယ်ဖျားကျွန်တော်ကျမတို့အတွက်အသေးခံတော့ကယ်တယ်လေစဉ်းစားရအောင်ဒါကြောင့်ဖျားနဲ့ဖျားသခင်နဲ့မတူဘူးဒါကဖျားမဟုတ်ဘူးဖျားသခင်ဖြစ်တယ်ဖျားတွေအားလုံးရဲ့သခင်ဖြစ်တယ်လူတွေကိုကယ်ဖို့တဲ့လူစားတိဖြစ်လာခံယူတာဖြစ်တယ်အဲ့ဒါဖျားမဟုတ်ဘူးဖျားကမကယ်ဘူးဖျားသခင်ကကယ်တာလူတွေကဖျားပဲတည်တယ်ဖျားသခင်ကိုမသိဘူးဖြစ်နေတယ်ကယ်တင်တဲ့အရှင်ဖျားသခင်ဒီကျွန်တော်ကျမတို့အထက်ကနာဝိညာဉ်ကိုပေးတဲ့အရှင်ဖြစ်တယ်အေကောဗုဒ္ဓတဆူတီတော်မြတ်စွာဘုရားသည်ကောင်းကင်ဘုံကိုစွန့်လို့ဟောဒီလောကကြီးကိုလာပြီးတော့မှကျွန်တော်ကျမတို့သားသမီးတွေအသေးခံလို့ကယ်သွားတဲ့အရှင်ဟာဖျားမဟုတ်ဘူးဖျားသခင်ဖြစ်တယ်အဲကြောင့်ဖျားနဲ့ဖျားသခင်နဲ့နားလည်ပါအဖေနဲ့ပထွေးနဲ့နားလည်ပူရှင်းမယ်ထင်တယ်အဖေဆိုတော့အများကြီးရှိနိုင်တယ်ကျွန်တော်အမေယောက်ျားတရားယူထားမယ်ဆိုကြပါစို့ဥပမာတော့တကယ်မယူတရားသလုံးကကျွန်တော်အဖေမဟုတ်ဘူးတယောက်ကတော့အဖေပါလိမ့်မယ်ကျင်းသေးတယ်ဘယ်အဖေနဲ့ကျွန်တော်မွေးတယ်လဲကျွန်တော်အဖေရအောင်ရှာရမယ်ထုံလေးလောက်အောင်မိတ်ဆွေများဖျားတွေများစွာရှိပါတယ်ဘယ်ဖျားကကျွန်တော်ကျမတို့ထဲကနံဝင်းကြီးကိုပြီးတာလေဘယ်ဖျားကကျွန်တော်တို့တဲ့လဝကတ်တိုင်ပေါ်မှာတည်ချင်းဆုံးတဲ့အတိခံတော့ကေးတယ်လေဆိုတာကိုအဲ့ဒါနားလေမှခရစ်စမတ်ပွဲရဲ့အတိပဲပေါက်လိမ့်မယ်ခရစ်စမတ်ပွဲလောက်တာဘာမှမသိဘူးဖြစ်သွားလိမ့်မယ်ကျွန်တော်ကျမတို့ကိုကယ်ဖို့တဲ့ကောင်းကင်ဘုံကိုစွန့်ပြီးတော့မှဟောဒီလောကကြီးကိုလာတဲ့အေကောဗုဒ္ဓတဆူတီတော်မြတ်စွာဘုရားရဲ့ပွဲဖြစ်ပါတယ်သူရာအသေးမခံဘူးဆိုရင်ကျွန်တော်တို့ကယ်တင်ခြင်းမရပါဘူးအဲ့ဒါကြောင့်အိဖက်2:9မှာယုံကြည်သောအဖြစ်ဂျေစုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရ၏လို့ပြောပါတယ်ကိုယ်လိုလျောက်ရောက်ပြီမဟုတ်တဲ့ဘုရားသခင်တနာတော်မူရာဖြစ်သည်တဲ့ကိုကုသိုလ်ကြောင့်ကယ်တင်တော်မူခြင်းတို့ရောက်သည်မဟုတ်တို့ဖြစ်၍အဘယ်သူမျှဝါသွားစရာအကြောင်းမရှိဘူးဒါကြောင့်ကျွန်တော်တို့ကောင်းမှုကုသိုလ်ပြုလို့ကယ်တင်ခြင်းရတာမဟုတ်ပါဘူးကျွန်တော်တို့အတွက်သားအတွက်အဖေကလာပြီးတော့အသေးခံလို့ကယ်တင်ခြင်းရတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ကဲကျွန်တော်တို့အပြစ်တွေကြည့်အောင်လက်ဝါးကတ်တိုင်ပေါ်မှာအတန်နဲ့ရိုက်ထားတယ်လက်မှာသွေးတွေကျတယ်ကျွန်တော်လက်မှာသွေးတွေကျတယ်နော်တကယ်တမ်းကကျွန်တော်ကြားရမယ်စားကျွန်တော်ရိုက်ခံရမယ်စားကျွန်တော်မခံရဘဲနဲ့ယေရှုခရစ်တော်ဒီလက်ဝါးပေါ်မှာတန်နဲ့ရိုက်ပြီးတော့မှကျွန်တော်တို့လက်ရဲ့လောက်တဲ့အပြစ်တွေသူဟာကားတိုင်ပေါ်မှာပေးဆက်ပါတယ်ကျွန်တော်လက်တွေဘာလုပ်တတ်လဲခိုးတတ်တယ်ဒီလက်ကသူများသားများပြင်မတတ်တယ်အရက်ခွက်ကင်တတ်တယ်ဖဲရိုက်တတ်တယ်လူတက်တတ်တယ်မကောင်းတဲ့ဒုစရိုက်ဟောဒီလက်ကအများကြီးလုပ်တယ်ကျွန်တော်တို့လက်တွေကိုစဉ်းစားကျွန်တော်တို့လုပ်တဲ့အပြစ်ရဲ့အခသည်ကျွန်တော်တို့မခံရဘဲနဲ့အဖေကလေသားအတွက်လာခံပေးတယ်ဆိုတာနားလေသဘောပေါက်ဖို့လိုပါတယ်ခြေထောက်မှာကြည်စမ်းမှာတန်နဲ့ရိုက်တယ်ကျွန်တော်တို့ခြေထောက်တွေကောင်းသလားကောင်းတဲ့နေရာအဲ့ဒီခြေထောက်သွားသလားတစမုံလာပြီးနေကျွန်တော်ခြေထောက်တွေဘာလုပ်ကြလဲခိုးတယ်လားခိုးတဲ့နေရာကိုသွားကြည့်နေခိုးကြမရှိကိုယ့်အိမ်ကိုပြန်ခိုးတာအသိမပြောနဲ့ဆိုရင်မိုးရွာရင်ထီးဆောင်လေပြောခြင်းနဲ့ခြေထောက်တွေအဲ့ဒီမကောင်းတဲ့ခြေထောက်ရဲ့အပြစ်တွေယေရှုခရစ်တော်ဘုရားသည်လက်ဝါးကတ်တိုင်ပေါ်မှာကျွန်တော်တို့ခြေတွက်ခံတယ်ဆိုတာတွေ့ရတယ်ကျွန်တော်တို့ခံရမယ်ဆိုတာသူခံတယ်နော်နံဘေးမှာလေယောမတက်သားကလှမ်းနဲ့ထိုးထည့်လိုက်တာဟိုးနှလုံးထိပေါက်တွေးရည်ထွက်လာရတယ်တော်တော်ဟောကျွန်တော်တို့နှလုံးသားကောင်းသလားစဉ်းစားပါမိတ်ဆွေတို့နှလုံးသားကောင်းသလားကောက်ကျင့်စင်းလဲတဲ့နှလုံးသားလူတိုင်းမှာရှိတယ်ကိုယ့်ထက်တာရင်ကြော်လိုက်တာကွာဆိုတော့ဘယ်သူမှမရှိဘူးကိုယ့်ထက်တာရင်မနာလိုတဲ့စိတ်ထားတွေပဲရှိတယ်ဟိုဘက်အင်က300ဒီဘောက်အင်တဲ့အင်ကသွေးထိုးတက်တာအလုံးလုံးနဲ့ယောဂထတော့တာပဲဟာဒီကစားမရှိတော့ငါပေးထားတာအခုဆို300ဆိုတော့ကား2စင်းကအစ်စ်ပါသေးတာဟုတ်ဟာကားတစ်စီးပြီးတစ်စီးတဝီးဝီးနဲ့ကြည့်ကိုမရဘူးဆိုတော့ယောဂထတော့တာပဲအိမ်နီးနားချင်းဒီဘောက်လို့ဝမ်းသာရမယ်အစား
နှလုံးသားမကောင်းကြဘူးမိတ်ဆွေများဒီမနာလိုတဲ့နှလုံးသားအတွက်ယေရှုခရစ်တော်ဖခင်သည်ကျွန်တော်ကျမတို့နှလုံးကိုယ်စားသူကိုယ်တိုင်လက်ဝါးကတ်တိုင်ပေါ်မှာခံသွားတယ်ဆိုတာကိုနားလေသဘောပေါက်ဖို့အရေးကြီးပါတယ်။ကောင်းပါကြည်စမ်းပါစူးတွေနဲ့ရစ်ပြီးတော့ဘယင်ကဆွတ်ဆိုပြီးတော့လည်းမကိုက်ဆောင်ပေးတာ။အုံနောက်ဟောဒီအုံနောက်အတွေးခေါ်မကောင်းတဲ့အကြံစီအဲ့ဒီခေါင်းရဲ့အပြစ်တွေကြောင့်လက်ဝါးကတ်တိုင်ပေါ်မှာယေရှုရဲ့ခေါင်းမှာစူးရည်တတူအပတ်ခံရတယ်။စူးကလည်းစူးရည်တယ်အစိတ်ကလည်းထွက်သေးတယ်နောက်သွေးကလည်းကြသေးတယ်ဘလောက်ခံစားရလဲခေါင်းမှာကျွန်တော်ကျမတို့အုံနောက်စဉ်းစားရအောင်အဲ့ဒီအုံနောက်ကဘာတွေတွေးတယ်လဲဘာတွေစဉ်းစားတယ်လဲအဲ့ဒီဟာကထားလို့မျက်စိနှလုံးပွတ်လိုက်တာနဲ့လေစစဉ်းစားတာကဘသူဒီပတ်စံချီးပြီးပြန်မပေးရင်ကောင်းမလဲစကလေးကဘသူအကြံဖန်လုပ်ရင်ဖြစ်နိုင်တယ်လေအဲ့ဒီမကောင်းတဲ့အတွေးခေါ်အဲ့ဒီအုံနောက်ရဲ့အပြစ်တွေကြောင့်လက်ဝါးကတ်တိုင်ပေါ်မှာခေါင်းတော်ပေါ်မှာဆူရည်အပတ်ခံတယ်ခုနကတချင်းလဲဆူသွားတယ်ကောင်းရောချီတော့ရောလက်ဖွာရောနံပေးရောအကုန်လုံးကြည့်မယ်ဆိုရင်ကျွန်တော်တို့လုပ်တဲ့တကူလုံးရှိသမျှအပြစ်တွေအားလုံးကိုတဲ့ယေရှုခရစ်တော်ဖခင်ကြီးအသွေးတော်အဖြစ်ဆေးတယ်လို့တေယောတိခွန်မှာပြောပါတယ်ယေရှုခရစ်တော်ကြီးအသွေးတော်သည်ငါတို့အပြစ်ရှိသမျှကိုဆေးကြောတော်မူ၏ယောမအခန်းကြီး9အငယ်8မှာငါတို့သည်အပြစ်ရှိစဉ်ပြီးခရစ်တော်သည်ငါတို့အပြစ်အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်၍ဖယားသခင်သည်ငါတို့ကိုအဘယ်များလို့ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြတော်မူ၏ဘယ်လိုပြသွားလဲကားတိုင်ပေါ်မှာတည်ခြင်းဆိုးနဲ့အသေးခံပြီးတော့ထင်ရှားပြသွားတာကတော့ခင်ဗျားတို့ကျွန်တော်တို့ငရေမသွားရလေအောင်ကျွန်တော်တို့အပြစ်ကြွေးကြောင့်သူကိုယ်တိုင်ကားတိုင်ပေါ်မှာစတိတယ်ဆိုတဲ့အဲ့ဒီကဲတင်ကြီးဖြစ်ပါတယ်အဲ့ဒါကိုသဘောပေါက်နားလည်ပြီးတော့မှယုံကြည်တဲ့မိတ်ဆွေများကိုကျွန်တော်ဒီနေ့အခွင့်အရေးတစ်ခုပေးချင်ပါတယ်ယုံကြည်တဲ့မိတ်ဆွေများယုံကြည်ပြီးတော့မှဒီကနေမပြန်သွားကြပါနဲ့ယုံပြီးတော့မှပြန်သွားရင်ငရဲကြလိမ့်မယ်ယုံကြည်ပြီးတော့မပြန်သွားဘဲနဲ့အဲ့ဒီအရှင်ကိုဟောဒီနှလုံးသားထဲမှာအပန်ယူပြီးတော့မှအတွင်းထဲမှာထည့်ပြီးတော့မှအဲ့ဒီအရှင်ယေရှုခရစ်တော်ဘုရားကိုလက်ခံပြီးတော့မှဒီကနေပြန်ထွက်သွားမယ်ဆိုရင်အခုကောင်းငင်ရောက်တယ်ကောင်းတာလို့ကောင်းတဲ့နေရာရောက်မလို့တလုံးမှမပြောဘူးမကောင်းလို့မင်းတို့ငရဲချမယ်လို့တလုံးမှမပြောဘူးမကောင်းတဲ့ကျွန်တော်တို့အပြစ်သားအတွက်ကြောင့်သူကိုယ်တိုင်အသေးခံလို့လာကေသွားတာအဲ့ဒါကိုယုံကြည်လက်ခံတဲ့သူများကယ်တင်ခြင်းရပါတယ်အဲ့ဒါခရစ်စမတ်လက်ဆောင်ဖြစ်တယ်အဲ့ဒီသိန်းတစ်ထောင်ကိုပွင့်ပြီးတော့မှသွားလို့ခုနကမှခလုတ်တိုက်သိရင်ငါးပြားပါမသွားဘူးအခုကယ်တင်ခြင်းကိုအပိုင်ရပြီးတော့မှပြန်သွားမယ်ဆိုရင်လေသိန်းတစ်ထောင်တဲ့တန်မိုးရှိတဲ့ဟောဒီဝိညာဉ်ဒီကောင်းရာသူပရိဘုံကိုလာနိုင်တယ်ဆိုတာကိုဒီနေ့ဝမ်းမြောက်စရာတဲ့ကဒါပဲဖြစ်တယ်အဲကြောင့်ယုံကြည်ပြီးတော့မှလက်ခံပြီးတော့မှပြန်သွားပါယုံကြည်ပြီးတော့မှပြန်သွားရင်တော့ကျွန်တော်ဥပမာပြောပြမယ်အခုထမင်းကျွေးမယ်တဲ့နော်စေတနာနဲ့ကျွေးတယ်ချက်ထားတဲ့ဟင်းတွေကလည်းမွေးနေတာပဲဟာတခါတည်းနော်အပြည့်စုံနဲ့စိုင်းဝမယ်ဆိုတာလဲယုံကြတယ်ဗျအစိတ်လည်းမပါဘူးစေတနာနဲ့ကျွေးတာတကယ်ယုံတယ်3ရက်လောက်ထိုင်ပြီးတော့မှကြည်နေမယ်အဲ့ထမင်းကိုငတ်သွားမယ်ယုံပြီးတော့မိတ်ဆွေများအားလုံးငတ်ကုန်မယ်ယုံရင်ကျွန်တော်ဘာလုပ်ရမလဲစားပြလိုက်စားမှာလက်ခံလိုက်စားမှာဒီထဲကိုအဲ့ထုံးမှာဝပြီးတော့မှကျွန်တော်ပြန်သွားကြရအောင်အဲ့လိုပဲသခင်ယေရှုခရစ်တော်အကြောင်းခါခါနနာသိပြီးတော့သဘောပေါက်ပြီးတော့ပြန်သွားရင်ငရဲကြလိမ့်မယ်အဲ့ဒီအရှင်ကိုဟောဒီထဲမှာထည့်ပြီးတော့မှပြန်သွားရင်ဒီနေ့ကောင်းကင်ရောက်တယ်အလာလန်းတဲ့အပြန်ကလုံးဝမတူဘူးအဲ့ဒါကြောင့်ယေရှုကိုယုံကြည်ရင်လက်ခံဖို့အတွက်ကျွန်တော်ခေါ်ဖိတ်ချင်ပါတယ်ကျမ်းစာကပြောတယ်ငါသည်တဲ့မင်းတို့တကားကိုခောက်နေတယ်တဲ့အခုနှလုံးသားတကားကိုခောက်တယ်နော်အတန်ကြားရင်နှလုံးသားတကားကိုဖွင့်လိုက်ပါတဲ့ထိုသူရှိရသူငါဝင်မယ်တဲ့သူဒီထဲမှာခေါ်ဖိတ်မှဝင်မယ်လို့ပြောတယ်မခေါ်ဖိတ်မဝင်ဘူးတဲ့အခုကိုကြီးဦးစောဘောကကျွန်တော်သိပါတယ်ကျွန်တော်လည်းခင်ပါတယ်အဲ့တော့ကျွန်တော်နောက်တစ်နေ့တွေ့ရင်သွားမယ်တကားခောက်တယ်ဘယ်သူလဲရှာကန်ထူးပါဆရာကနုလာဟုတ်လားဆိုတော့တကားကိုခဏနေပါထိုးလို့ကောင်းကောင်းပိတ်လိုက်ပဲဆိုရင်လေသူမဝင်စီခြင်းလို့ပဲကျွန်တော်သားလေးပြန်သွားမှာသူ့ပိုင်နဲ့သူ့အိမ်ကို तू ကဒီနေ့ဆန္ဒမရှိဘဲနဲ့တကားပိတ်ထားရင်တောင်းမဝင်စီခြင်းလို့ဖြစ်တယ်အဲ့ဒါကိုကျွန်တော်ကငါအတိပဲဘာလို့မဖွင့်ရမလဲကွာဆိုတော့လွှတ်ရီသူတွေနဲ့ရိုက်ခွဲဝင်လာရင်တော့ဟင်းချင်းဝတ်သွားလိမ့်မယ်စတီဟင်းချင်းပိုင်နဲ့ကျူးကျော်မှုနဲ့ဖမ်းခံရလိမ့်မယ်ထိုးလေးလည်းကောင်းမယ်မိတ်ဆွေများသူ့ကိုယ်ပိုင်သူ့အိမ်သူ့ဆန္ဒနဲ့ तू ဖွင့်ပေးမှလာပါဗျာလို့ခေါ်မှကျွန်တော်ဝင်တာလူတော်မှအဲ့လိုတစ္ဆာရှိတယ်စီကံရှိတယ်ဖယားသခင်ဒီကျမတို့ရဲ့တစ္ဆာရှိတဲ့ဘုရားစီကံရှိတဲ့ဘုရားဖြောင့်မတ်သောဘုရားတည်ကြည်သောဘုရားဖြစ်သောကြောင့်ကျွန်တော်တို့ကိုယ်ပိုင်အိမ်ဖြစ်တဲ့ဟောဒီခန္ဓာကိုယ်ကြီးရဲ့နှလုံးသားကိုတကားဖွင့်ပြီးတော့မှကျွန်တော်တို့ဆန္ဒနဲ့မခေါ်သေးဘူးကာလပတ်လို့ဘယ်တော့မှမဝင်ဘူးအဲ့ဒီရှေ့မှာရှိနေတယ်အလယ်မှာရှိနေတယ်အနားမှာရှိနေတယ်နှလုံးသားတကားကိုဖွင့်လို့ကျွန်တော်ထဲမှာကိဝတ်တော်မူပါဘုရားလို့ခေါ်ဖိတ်လက်ခံလိုက်မယ်ဆိုရင်အခုပြင်ကယ်တင်ရာအချိန်လို့ကျမ်းစာကပြောတယ်အခုပြင်ဖြစ်တယ်
အခုယုံကြည်အခုလက်ခံအခုဝင်မယ်တဲ့ကျမ်းစာကဒီနေ့ခေါ်ပိတ်နေတယ်ယေရှုခရစ်တော်ဘုရားကိုခေါ်ပိတ်လက်ခံလိုက်လို့တော့ခင်ဗျားတို့ရှုံးသွားမယ်မထင်နဲ့ဟိုးမြတ်တလားမမင်းနဲ့ဘယ်လောက်ထိမြတ်တယ်လဲဆိုတော့ငရဲကြမဲ့ဝိညာဉ်ကကောင်းကင်ကို automatic ငါးပြားမှမကုန်မဲနဲ့အပေါ်ရောက်သွားလိမ့်မယ်အဲ့ဒါကြောင့်ယေရှုကိုခေါ်ပိတ်လက်ခံတော်သူများကောင်းကင်ရောက်ဖို့စိတ်ချရတယ်သို့တော်လည်းမတည်သေးတဲ့ကျွန်တော်တို့ခန္ဓာကိုယ်ဟာဟောဒီယေရှုရှိသွားတဲ့အတွက်ကြောင့်တဲ့လောကမှာလည်းငါတာဝန်ယူမယ်တဲ့တန်လျာမှာလည်းငါတာဝန်ယူတယ်ဘုရားဖြစ်တယ်တဲ့တေမငရဲကကေတာတခုတည်းမဟုတ်ပါဘူးတဲ့မတည်ခင်မှာမင်းတို့ထဲမှာငါရှိသောကြောင့်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းဝမ်းမြောက်ခြင်းညီတဲ့ခြင်းပျော်ရွှင်ခြင်းချမ်းသာခြင်းဆိုတဲ့အဲ့ဒီအရာတွေအားလုံးကိုလည်းမင်းတို့ငါတာဝန်ယူပေးမယ်တဲ့လောကီအရာရောလောကုတ္တရာအရာရောနှစ်ခုသလုံးကိုဒီနေ့တာဝန်ယူပေးတဲ့ဘုရားဖြစ်ပါတယ်အဲ့ကြောင့်နှုတ်ကနေပြီးတော့မှအောက်ကနေပြီးတော့မှနော်လိုက်ဆူပြီးတော့မှခေါ်ပေးလက်ခံကြရအောင်ကျွန်တော်ရှေ့ကတိုင်ပေးမယ်အားလုံးမျက်စိမဲပြီးတော့အာရုံပြုရအောင်စိတ်နှလုံးတစ်ခါကိုဖွင့်ထားရအောင်ဖွင့်ထားတဲ့အချိန်မှာတန်ရှင်းသောဝိညာဉ်တော်အခုဒီမှာရှိနေပါတယ်အဲ့ဒီစိတ်နှလုံးနဲ့ခေါ်ပေးလက်ခံတဲ့သူရဲ့အထဲမှာဝင်မယ်လို့နှုတ်ကပတ်တော်ကပြောနေသောကြောင့်ကျွန်တော်ဒီကနေတိုင်ပေးမယ်ဆန္ဒရှိတဲ့သူများစိတ်နှလုံးကိုတခါလဲဘုရားသခင်ဒီအာယုံလွှတ်ထားပြီးတော့ပါနှလုံးသားတစ်ခါကိုဖွင့်ထားရအောင်နှုတ်ကနေဝင်ခါမှကယ်တင်ခြင်းရောက်မယ်လို့ပြောတယ်နော်စိတ်နှလုံးနဲ့ယုံကြည်မယ်နှုတ်ကနေခေါ်ပေးလက်ခံမှကဲတင်ကြီးဆိုတဲ့အထဲကိုမင်းတို့ထဲကိုငါဝင်မယ်တဲ့အဲကြောင့်ဆန္ဒရှိတဲ့သူများမျက်စိမိတ်ပြီးတော့အာရုံပြုကြပါကျွန်တော်ဒီကနေတော့တိုင်ပြီးမယ်အောက်ကနေလိုက်ဆိုရအောင်အရှင်ယေရှုဖျားကျွန်တော်ကျမတို့ဒီအပြစ်သားများဖြစ်ပါ၏အရှင်ယေရှုဖျားကျွန်တော်ကျမတို့အပြစ်အတွေ့လဝကတ်တိုင်ပေါ်မှာအသေးခံ၍3ရက်ရောက်သောနေ့၌ရှင်ပြန်ထမြောက်သောဘုရားရှင်စီဖြစ်ကြောင်းကိုလည်းယုံကြည်ပါ၏အရှင်ယေရှုဘုရားယခုအချိန်မှာနှလုံးတကားကိုဖွင့်ထားပါပြီတန်ရှင်းသောဝိညာဉ်တော်ဘုရားကျွန်တော်ကျမတို့ဤစိတ်ဝိညာဉ်နဲ့သို့လက်ခံပါ၏ဘုရားအာမင်အာမင်အခုခေါ်ပေးလက်ခံတဲ့သူတွေရဲ့အထဲမှာဘယ်သူဝင်သွားလဲတန်ရှင်းသောဝိညာဉ်တော်ဘုရားဝင်သွားပြီခင်ဗျားတကယ်နှလုံးသားထဲမှာတန်ရှင်းသောဝိညာဉ်တော်ဘုရားဝင်သွားပြီတတိထားကြည့်ပါညအိတ်တဲ့အချိန်ပဲဖြစ်ဖြစ်အိမ်မက်ရေပါယုံအားဖြစ်မဲ့ဖြစ်ဖြစ်လုပ်ငန်းအားဖြစ်ဖြစ်တခုခုတော့ထူထောင်မှုတွေတွေ့လာလိမ့်မယ်အဲ့ဒါကဒီနေ့ကယ်တင်ခြင်းရတဲ့သူတွေရဲ့အသက်တာဒီထူးခြားမှုတွေဖြစ်လာပြီးတော့မှလေအိုးဘာနဲ့မှမတူတဲ့ပျော်ရွှင်ခြင်းခံစားသွားလိမ့်မယ်ဒါကကျွန်တော်ကိုယ်တိုင်လက်တွေ့ခံစားလို့ပြောပြတာဖြစ်ပါတယ်အဲကြောင့်နှလုံးသားနဲ့ခေါ်ဖိတ်လက်ခံတဲ့သူတွေအထက်မှာဘုရားသခင်ကိန်းဝင်သွားသောကြောင့်ယနေ့ကျွန်တော်တို့ဒီကောင်းတာလို့ကောင်းတဲ့နေရာရောက်မယ်ဆိုတဲ့အစွဲတွေချိုးလိုက်ပါမကောင်းလို့လည်းငရဲမကြပါဘူးယေရှုဖျားသည်လက်ဝါးကတ်တိုင်ပေါ်မှာကျွန်တော်ကျမတို့အပြစ်တောင်ခံသွားပြီးပြီအဲ့ဒါကိုအခုယုံကြည်ပြီးတော့မှနှလုံးသားနဲ့ခေါ်ဖိတ်လက်ခံတဲ့သူရဲ့အထက်မှာသူကိန်းဝင်သွားပြီးပြီတို့ကြောင့်ကောလသဲအခန်းကြီး3အငယ်3မှာအကြောင်းမူကားတဲ့သင်တို့သည်တည်တော်သူဖြစ်သောကြောင့်သင်တို့အသက်သည်ခရစ်တော်နဲ့အတူဘုရားသခင်၌ဖွက်ထားလျက်ရှိအခုဘယ်မှာကျွန်တော်တို့အသက်ဝိညာဉ်ရှိသေးလဲဆိုတော့ခရစ်တော်နဲ့အတူတူဘုရားသခင်ဒီမှာရှိတယ်။သခင်ယေရှုလက်ဝါးကတ်တဲ့မှာတည်တော့အတူတူပါသွားပြီလို့ယုံကြည်လိုက်တယ်။သူဂူထဲကိုထက်ကြိုတဲ့ခါမှာငါလည်းပါသွားပြီဆိုတာယုံကြည်လိုက်တယ်။၃ရက်ရောက်တဲ့နေ့မှာရှင်မြန်ထမြောက်တယ်ဆိုတာလည်းယုံကြည်လိုက်တယ်။ရက်ပေါင်း40နေပြီးတော့မှအဲ့ဒီဘုရားရှင်ဒီကောင်းကင်ဘုံကိုတက်သွားတာကျွန်တော်ကျမသည်ဟောဒီယေရှုနဲ့အတူတူပါသွားပြီကျွန်တော်ကျမတို့ရဲ့ဝိညာဉ်သည်ယေရှုနဲ့အတူတူကောင်းကင်မှာပါသွားပြီခမဲတော်ရဲ့လက်ရဘက်မှာတခင်ယေရှုရဲ့အထဲမှာကျွန်တော်တို့ဝိညာဉ်ကရှိနေပြီဒါကယာယီတယ်ခဏတည်းမှာမတည်တဲ့ဝိညာဉ်ကအပေါ်မှာရောက်နေပြီဟောဒီဝိညာဉ်လေးထွက်သွားတဲ့အချိန်မှာကျွန်တော်တို့နေရာကငရဲမဟုတ်တော့ဘူးကောင်းကင်ဘုံဖြစ်တယ်ခုနယုံကြည်ပြီးတော့ခေါ်ဖိတ်လက်ခံတဲ့သူတွေဟာအဲ့ဒီစုကျေးဇူးကိုအခုအပြည့်အဝရသွားပြီ။ဒါကြောင့်ငါ့ကိုယုံကြည်သောသူသည်တည်လွန်တော်လဲရှင်လိမ့်မယ်။တနေ့နေကြရမယ်အသက်တရား။ဒါပြီးဝိညာဉ်ကဒီနေ့ခုနခေါ်ဖိတ်လက်ခံတဲ့သူတွေအပေါ်မှာရောက်နေပါပြီ။အဲ့ဒါဒီနေ့ခရစ်မတ်ရဲ့အတိတ်ပဲဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်ကျမတို့အပြစ်အတွက်ကြောင့်ဖယားမသေးပါဘူးယေရှုတည်ပြီးတယ်။ယေရှုကလူစားတီးလူအပြစ်ကြောင့်သူတည်တယ်။ဖယားစားတီးတတ်လို့မရဘူး။တည်တဲ့ဖယားမဟုတ်ဘူး။နော်ဖယားဆိုတာတည်တဲ့အကျိုးစားမှာမပါပါဘူး။အဲ့ဒါကြောင့်သခင်ယေရှုခရစ်တော်ဖယားသည်လက်ဝါးကတ်ထဲမှာတည်တာကဖယားမတည်ပါဘူးလူစားတီးအဖြစ်ခံယူတဲ့ယေရှုတည်ပါတယ်လူအပြစ်အတွက်ကြောင့်လူယေရှုတည်ပေးတယ်ဖယားစားတီးပေါင်းထားသောကြောင့်၃ရက်မြောက်တဲ့နေ့မှာခရစ်တော်ဆိုတဲ့နောက်ကဘွဲ့ကြီးကိုတက်ရှင်ပြန်ထမြောက်လာတယ်ပေါင်းလိုက်ရင်ယေရှုဆိုတာလူနာမည်ဖယားဆိုတာခရစ်တော်တော့ယေရှုဆိုတာကနော်ကျွန်တော်တို့အပြစ်တွေကြောင့်ကယ်သွားတဲ့လူရဲ့စားတီး
ခရစ်တော်ဆိုတာကဖယားဇာတိအဲကြောင့်ယေရှုဆိုတာလူနာမည်ခရစ်တော်ဆိုတာကယ်တင်တဲ့အရှင်ယေရှုခရစ်လို့ပေါင်းလိုက်ရင်ယေရှုကယ်တင်ရှင်လို့အတိပ္ပယ်ရပါတယ်ယေရှုခရစ်ယံလို့လုံးဝကျမ်းစာထဲမှာမပါဘူးယေရှုဟာခရစ်ယံဖယားမဟုတ်ဘူးကျွန်တော်တို့အားလုံးရဲ့အဖြစ်တွေကြောင့်ကယ်သွားပြီးတဲ့ကယ်တင်ရှင်ယေရှုဖယားဖြစ်တယ်အဲ့ဒီအရှင်ဒီယခုအချိန်ခါတမယမှာမွေးဖွားလာသောကြောင့်အသက်ရှင်နေတဲ့ဖယားဖြစ်သောကြောင့်ကျွန်တော်တို့အသက်ရှင်တဲ့သူကိုမွေးနေ့ပွဲကျင်းပပေးနေတာဖြစ်ပါတယ်အသက်ရှင်တဲ့ဖယားဖြစ်သောကြောင့်အသက်ရှင်တဲ့သူတွေကဒီအသက်ရှင်တဲ့ဖယားရဲ့မွေးနေ့ပွဲကိုဝိုင်းပြီးတော့မှကျင်းပပေးနေတာဖြစ်တယ်အဲ့ဒါကိုယုံကြည်လက်ခံသွားသောသူများသည်ခရစ်စမတ်ရဲ့အတိတ်ပဲရသောကြောင့်အဲ့ဒီဖယားရှင်ကိုနှလုံးသားနဲ့ရသွားသောသူများသည်အိုးအဖာလို့ချီးမွမ်းနိုင်တယ်အဲ့ဒါကြောင့်အိုးအဖာနဲ့ချီးမွမ်းဖို့တဲ့ကျွန်တော်အမေကိုယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်စောစောပိုင်းကမလာတဲ့သူတွေမကြားရလို့ကျွန်တော်အမေကိုယေရှုနာမနဲ့အိုးအဖာဖိတ်ခေါ်ပါတယ်အရမ်းပြောတယ်နော်ဒီလိုခရစ်တော်ဝင်းနေကိုနော်ပြောလို့ရှိရင်ကျင်းပတာအရမ်းပဲပြောတယ်သားသမီးတွေရောက်တိုင်းကြွလာတဲ့သူရောက်တိုင်းခရစ်တော်ရရှိပါစေနော်။အိုးခရစ်တော်ရရှိကြလို့ရှိရင်ကျမတို့ယနေ့အိုးဖောက်ခေါ်တဲ့အခါလူသမျှသောအရာပေးမယ်ဆရာမအခုဆိုတာနော်။လူသမျှပေးအရာသောပေးမယ်ဆိုတော့ကျမတို့ဘာလို့ခြင်းလဲ။ဟမ်ဘာလို့ခြင်းလဲရွှေလို့ခြင်းရွှေပေးမယ်။ကျမ်းမာခြင်းလို့ခြင်းကျမ်းမာပေးခြင်းပေးမယ်နော်။လူခြင်းတဲ့အရာခတ်သိမ်းပေးမယ်နော်။သူကတိတော်ဘယ်တော့မှမပြတ်ဘူး။ဒါကြောင့်ယနေ့ခရစ်တော်အားလုံးရရှိတဲ့သူရောက်တိုင်းလူချင်းသောအရာကိုခရစ်တော်နာမနဲ့တောင်းမှအကုန်လုံးရမယ်နော်လူချင်းတဲ့အကုန်လုံးဆရာမဆိုရင်အခု90ကျော်80ပျော်တော့ဘာမှဖျားနာခြင်းမရှိဘူးဒီထဲမှာခရစ်တော်တက်ထားတယ်နော်အိုးဖောက်ကိုခေါ်ကြရအောင်ခရစ်တော်ရဲ့ကျေးဇူးတော်အားဖြင့်နော်ကျွန်တော်ဤအဖာလို့စွာပြေဆုံးကျွဲဝါလို့သည်များတော့ရမစာချပေမေတ္တာလောင်းရေအောက်တွင်စင်မပြောင်းဆောင်မ၍အေးမြိုင်နေတဲ့ချင်းကိုအရောက်တိုင်းခရစ်တော်ရရှိပြီးတော့လူသစ်စိတ်သစ်နဲ့ဘဝမှာပျော်ရွှင်နိုင်သောသူရောက်တိုင်းဖြစ်ပါစေ
ရှိတည်နေပါစေတော့အာမင် တင်ပါတယ်အဲ့ဒီများတွေလည်းအစားတောက်အထူးပြင်ဆင်ထားပါ ရှင်နာရဲ့စမဆုံးတဲ့ပြုတော်မူအမှုရတစ်ခုစီတိုင်းမှာကိုရောရှင်ဘုရားကောင်းကြီးပေးနဲ့ကိုရောရှင်ဘုရားလက်ခံနဲ့ကိုရောတိမတော်နဲ့သာသမီတယောက်စီတိုင်းအတွက်တကယ်ပဲလက်တွေ့ကိုရောရှင်ဘုရားတက်တည်ပြုတော်မူအမှုကြောင့်လဲထပ်လောင်းတာစုကောင်းပါတယ်ဆက်ကပ်ပါတယ်ဒီနေ့ကိုရောရှင်ဘုရားကျေးဇူးတော်ကိုခံစားတော့အိမ်တော်မိသားစုဒီလည်းကိုရောရှင်ဘုရားကောင်းမြတ်ခြင်းကိုပြန်လဲတက်တည်ခံတဲ့အခါမှာကိုရောတို့ရဲ့ရွှေငွေပန်းတာသူအတိတပါအစတရားကောင်းကြီးပေးတော်မူရဲ့ဒီနေ့ကိုရရှင်ဘုရားရဲ့ဘုရားတော်ခံယူတော်သားသူတယောက်စီတိုင်းဒီလဲ